နေ့ချိန်ခါကိုပြည့်ပြည့်ရှင်းဘုရားနာမတော်ထင်ရှားပါစေရှာလောယောတုန်ဘပ်တစ်ချာချ်ရဲ့ဖိတ်ခေါ်မှုတို့ခံယူရတဲ့လည်းကျေးဇူးတော်ချီးမွမ်းပါတယ်ဒီမြို့မှာရှိသောယုံကြည်သူများဒီအသင်းတော်မှာလာရောက်ပြီးတော့ပူပေါင်းပေးတဲ့ညီကောင်မများအားလုံးကိုလည်းဒီနေ့အထူးပဲကျူးစုပါတယ်ကျေးဇူးတော်တင်တဲ့အကြောင်းလည်းအားလုံးပြောချင်ပါတယ်ဒီနေ့တော့ကျွန်တော်နောက်ဆုံးနေ့ဖြစ်သွားပြီးတော့ဒီနေ့နေ့ဖြစ်သွားတဲ့အခါမှာကျွန်တော်အနေနဲ့ခေါင်းစဉ်လေးနဲ့စချင်ပါတယ်။ဘာခေါင်းစဉ်လဲဆိုတော့ကျွန်တော်တို့ဒီတက်ခိုင်မြဲသောနိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်စချင်ပါတယ်။ကျွန်တော်ရဲ့ခေါင်းစဉ်လေးဟာဒီတက်ခိုင်မြဲသောနိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်လေးနဲ့စချင်ပါတယ်။ကျွန်တော်အခုကျေးဇူးတော်ကြောင့်နောက်နိုင်ငံများလည်းခရီးသွားတာခွင့်ပြရှင်ဖွင့်ပေးလာတယ်အရှိတိုင်းမှာလည်းခရီးသွားတာခွင့်ရတယ်ကျွန်တော်တို့အရှိတိုင်းဒီမှာသွားတဲ့အခါမြန်မာနိုင်ငံရဲ့ပြင်ပမှာအိန္ဒိယနိုင်ငံသွားခွင့်ရတယ်စင်ကာပူနိုင်ငံသွားခွင့်ရတယ်မလေးရှားနိုင်ငံသွားခွင့်ရတယ်ထိုင်းနိုင်ငံသွားခွင့်ရတယ်ဖိလစ်ပိုင်နိုင်ငံသွားခွင့်ရတယ်နောက်ပြီးတော့ကိုရီးယားနိုင်ငံအဲ့လိုတရုတ်နိုင်ငံသွားခွင့်ရပါတယ်အဲ့ဒါလိုသွားခွင့်ရတဲ့အခါမှာနိုင်ငံတိုင်းမှာတည်တံ့ခိုင်မြဲဖို့အထူးကြိုးစားကြတယ်မြန်မာနိုင်ငံမှာလည်းပဲကျွန်တော်တို့နိုင်ငံရဲ့အရေးသုံးပါးမှာကျွန်တော်အမြဲတမ်းပြောတာကတော့နိုင်ငံတော်အချုပ်အခြာတည်တံ့ခိုင်မြဲဆိုတဲ့ကောင်းစဉ်ဟာမြန်မာနိုင်ငံရဲ့အဓိကဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံတော်အချုပ်အခြာတည်တံ့ခိုင်မြဲရေးတွေမြန်မာတပ်မတော်ဟာဒီနေ့ထိအသက်ပေးနေကြပါနေ့စဉ်နေ့တိုင်းတို့အများကြီးသေးတယ်အဲ့ဒီမြန်မာနိုင်ငံမှာအခုစစ်ပြီးရင်ဆိုင်လို့စစ်တိုက်နေပြီးတော့တိုက်ပွဲအနေနဲ့တို့ရင်ဆိုင်တာကိုကျွန်တော်မေးကြည့်တဲ့အခါမှာမြန်မာတပ်မတော်ရဲ့အဓိကပန်းတိုင်ရတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့တို့ဟာအဓိကထားပြီးတော့တို့တိုက်ပွဲဝင်တယ်လို့ပြောချင်ကြပါတယ်ထိုနည်း၎င်းပဲကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံအိန္ဒိယနိုင်ငံလည်းပဲသူတို့နိုင်ငံတည်တံ့ခိုင်မြဲရေးကိုထူးထူးစားတယ်စင်ကာပူနိုင်ငံလည်းသူ့နိုင်ငံတည်တံ့ခိုင်မြဲရေးထူးထူးစားတယ်ယူရီးယားနိုင်ငံလည်းထူးစားတယ်အနောက်တိုင်းကိုဘုရားကလမ်းဖွင့်ပြီးတော့ခရီးပြန်လာတဲ့အခါမှာအမေရိကန်နိုင်ငံရောက်ခွင့်ရတယ်ကနေဒါနိုင်ငံရောက်ခွင့်ရတယ်ဥရောပတစ်ခွင်မှာဂျာမနီနိုင်ငံပြင်သစ်နိုင်ငံဆွစ်ဇာလန်နိုင်ငံဒိန်းမတ်နော်ဝေးဆွီဒင်အဲ့လိုနိုင်ငံလေးတွေရောက်ခွင့်ရတယ်သူတို့ကလည်းကျွန်တော်မြန်မာနိုင်ငံနဲ့အမြဲတမ်းတူတယ်ဘာတူတယ်လဲဆိုတော့သူတို့နိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့သူတို့နိုင်ငံရေရှည်တည်တံ့ခိုင်မြဲရေးသူတို့အတိကနံပါတ်1ထားပြီးတော့တက်မတော်တွေကိုသူတို့ကတည်ဆောက်ပြီးတော့သူတို့တက်မတော်အင်အားကြီးအောင်သူတို့လုပ်နေကြဒါကြောင့်ကာကွယ်ရေးကိုသူကအကြီးကျယ်လုပ်ကြတယ်ကျွန်တော်လေ့လာတော့ကတော့အမေရိကန်နိုင်ငံဒီနေ့ရောက်လာတဲ့အခါမှာအမေရိကန်နိုင်ငံဟာသူတို့တက်မတော်အင်အားကိုတည်ဆောက်တယ်ကမ္ဘာအကြီးဆုံးဖြစ်နေတည်ဆောက်ထားတာပေါ့အဲဒီတက်မတော်အင်အားတည်ဆောက်ဖို့အတွက်သူတို့ကငွေအင်အားချမ်းသာအများဆုံးသုံးတယ်ငွေချမ်းသာသုံးတယ်အခုကျွန်တော်တို့ကျန်တဲ့နိုင်ငံတွေလည်းငွေအင်အားချမ်းသာသုံးတယ်တရုတ်နိုင်ငံကလည်းငွေအင်အားချမ်းသာသုံးတယ်ငွေအင်အားချမ်းသာတဲ့သူတို့နိုင်ငံတည်တံ့ခိုင်မြဲဖို့ကြိုးစားနေကြတယ်ကျွန်တော်ဒီနေ့ဒီနိုင်ငံတွေသွားပြီးအဲ့နိုင်ငံတွေမှာလူနည်းစုကလေးဖြစ်တဲ့ချင်းလူမျိုးစုများတော့ဆယ်ရောက်နေတော့ဗောနော်အဲ့ဒီနိုင်ငံတိုင်းမှာရှိတဲ့လူနည်းစုအမှန်တန်နေတဲ့5ယောက်ပဲရှိတဲ့ချင်းလူမျိုးစုတွေကကျွန်တော်ဆေးထုတ်တယ်အဲ့ဒီချင်းလူမျိုးစုတွေကကျွန်တော်ဆေးထုတ်တဲ့ကောင်ကျွန်တော်လည်းဖျားသခင်နိုင်ငံတော်ကိုကျွန်တော်ကသိခံတယ်ဖျားသခင်နိုင်ငံတော်သိခံတဲ့ကောင်မှာကျွန်တော်ကဒီကျမ်းစာကိုအမြဲတမ်းပြောတယ်ဒီနေ့ကျွန်တော်တို့ဘာသာရေးသမားတွေကဘာသာရေးသမားဆိုတော့ခရစ်ယာန်နဲ့ဘာသာရေးတွေဘာသာရေးသမားတွေကဘာလုပ်တယ်လဲဆိုတော့လောကကိုသူတို့ကမခံနိုင်တော့လို့အသက်ရှင်တဲ့ချိန်မှာတော့ဒီတော့ဆင်းရဲလာတာတည်တဲ့ခါမှာတော့ထပ်ဆင်းရဲရင်တော့မကောင်းဘူးအဲအကြောင်းလောကမှာအသက်ရှင်တဲ့ချိန်မှာတော့ဆင်းရဲတာတော့ပြီးသွားပြီတည်တဲ့ခါမှာမဆင်းရဲတဲ့ရောက်ချင်လိုက်တာဆိုပြီးတော့မဆင်းရဲတဲ့နေရာရောက်ချင်လို့မရဲကြောက်လို့မရဲမဟုတ်တဲ့နေရာကောင်းကင်မရှိတဲ့တွေ့
ကောင်းကင်ရောက်ဖို့သူတို့ကအသက်ရှင်တဲ့ကာလပတ်လုံးကိုဘာသာရေးလုပ်ရတယ်မြန်မာနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံမှာရှိလူကြီးတန်းငါစံတော်မေးကြည့်တာဘာဖြစ်လို့ဘာသာရေးဝင်လာလဲမဝင်မင်းနေလိုက်ပါလားလို့ပြီးတော့သူတို့ကပြောပါတယ်ဘာသာရေးမဝင်ရင်တဲ့လောကအသက်ရှင်နေချိန်မှာဘယ်လောက်ပဲကောင်းစားတဲ့တည်တဲ့ခါမှာတော့လည်းမရဲရောက်မယ်ဆိုဝိညာဉ်မရဲရောက်မယ်စားတဲ့အနာဂတ်မှာတမလွန်ဘဝမှာမရဲရောက်မယ်အဲ့ဒီတမလွန်ဘဝမှာမရဲမရောက်ချင်တဲ့လောကုတ္တရာကိုကျွန်တော်တို့ရှေ့ရှုရတယ်ဆိုလောကုတ္တရာဆိုတာသူတို့တည်ပြီးတမလွန်ဘဝမှာမရဲမရောက်ချင်လို့နိဗ္ဗာန်ရောက်ဖို့အတွက်ကြိုးစားနေရတော့အဲ့ဒါဘာသာရေးရဲ့နှစ်တာကျေးဇူးတော်ခရိယန်တွေကလည်းအဲ့ဒီပုံစံရောက်သွားတဲ့လူများရှိတယ်ကျွန်တော်ခရိယန်ဟာလောကမှာဒုက္ခရောက်လို့တည်တဲ့ခံမှာလည်းဒီဒုက္ခမရောက်အောင်ကောင်းမှုကုသိုလ်လေးရောက်အောင်တမလွန်ဘဝမှာမရဲမရောက်အောင်ကျိုးစားတဲ့အရှင်းတော်မရောက်တဲ့ကျွန်တော်ဖြစ်နေတာအများတော့အဲ့တော့အသက်ရှင်တဲ့ကာလဘလို့ဖခင်ကြောင့်တက်တော်လဲဆင်းရဲတော့မယ်ဆင်းရဲဆိုတာငွေကြေးမဆင်းရဲရင်စိတ်ဆင်းရဲတယ်စိတ်မဆင်းရဲရင်နှလုံးသားဆင်းရဲတယ်နှလုံးသားမဆင်းရဲရင်ပညာဆင်းရဲတယ်ပညာမဆင်းရဲရင်ကျမ်းမာရေးဆင်းရဲတယ်ကျမ်းမာရေးမဆင်းရဲရင်ဆက်ဆံရေးဆင်းရဲတယ်ဆက်ဆံရေးမဆင်းရဲရင်မေတ္တာဆင်းရဲတယ်မေတ္တာမဆင်းရဲရင်ခွင့်လွှတ်ခြင်းဆင်းရဲတယ်ကျွန်တော်ဖခင်ကြောင့်တက်နေပြီးတော့ခရိယန်ဖြစ်နေပြီးတော့အသက်ရှင်တဲ့ကာလပတ်လုံးဟာဆင်းရဲခြင်းလုံးစုံနဲ့ရင်ဆိုင်ရတယ်ဒါမဲ့တည်တဲ့အခါမှာကောင်းကင်ရောက်ချင်ကြအောင်အသက်ရှင်တဲ့ချိန်မှာတော့မရှိတဲ့ဟာဘယ်လိုကောင်းကင်မှာဘယ်လိုတားယူမလဲလို့ပြောတဲ့အခါမှာတော့ဖခင်ပေးမယ်ဟုတ်ပြီအသက်ရှင်တဲ့ချိန်မှာမရှိဘူးကျွန်တော်ဘာမှမရှိဘူးဆိုတော့တည်တဲ့အခါမှာကောင်းကင်ရောက်မယ်ဖခင်ပေးမယ်ဆိုဒီဖခင်သခင်ဟာကျွန်တော်တို့တည်တဲ့အခါမှာပေးမယ်လို့ကျမ်းစာမှာတစ်ခါမှမပြောအသက်ရှင်တဲ့ချိန်မှာပေးမယ်လို့ပြောတာကျမ်းစာကဘာလို့ကျမ်းခိုင်းတဲ့အငယ်တစ်ကနေတော့ပြရိကျမ်းခိုင်း27တိတိတော့ဖတ်တဲ့အခါမှာအခုပေးမယ်လို့ပဲပြန်ပြောတာအဲ့တော့ကျွန်တော်တည်တဲ့အခါမှာပဲရချင်းဆိုဘာသာရေးဖြစ်သွားတာဒီနေ့ကျွန်တော်တို့မြေကိုကောင်တစ်ပါးတွေဟာဘာသာရေးနေရာရောက်တော့တာဘာကြောင့်လဲဆိုတော့လောကမှာမိမိအလိုတိုင်းအသက်ရှင်ခြင်းလို့တဲ့မိမိအလိုတိုင်းအသက်ရှင်ပြီးတော့တည်တဲ့အခါမှာတော့ဘုရားသခင်လိုလည်းပြန်အသက်ရှင်ခြင်းလေအဲ့ဒီပြဿနာကျွန်တော်ဒီနေ့ဘုရားသခင်နိုင်ငံတော်ကြအဲ့လိုမဟုတ်မိမိအလိုတိုင်းအသက်ရှင်တော်သူများအားလုံးဟာအင်အားကုန်တဲ့ခါမှာဆင်းရဲခြင်းအလုံးစုံနဲ့ရင်ဆိုင်ရတယ်ထို့ကြောင့်မိမိအလိုတိုင်းအသက်ရှင်တော်သူများအားလုံးကိုသခင်ခရစ်တော်ကဘုရားသခင်နိုင်ငံတော်လာတည်ထောင်ပြီးတော့နိုင်ငံတော်ရဲ့ဝင်အဲ့ဒီရှင်မင်းရဲ့အလိုတိုင်းအသက်ရှင်ရအောင်အဲ့ဒါဒီနေ့ဘုရားသခင်နိုင်ငံတော်ကျွန်တော်မိတ်ဆက်တော်ကျွန်တော်နော်ဝေးနိုင်ငံရောက်တော့ကျွန်တော်မြန်မာလူမျိုးတွေနော်ဝေးကိုအများကြီးရောက်ခွင့်ရတယ်လူ1500ကျော်ရောက်ပြီလူ1500ကျော်ရောက်တော့သူတို့မေးတယ်နော်ဝေးနိုင်ငံရောက်တာဘယ်လိုခံစားရလဲလို့ပြောဆရာကြီးအမေရိကန်ရောက်တဲ့လူကျွန်တော်နော်ဝေးရောက်လာအစပေါင်းများစွာကန်ကောင်းနေဟုတ်ပြီကန်တော့ကောင်းတော့ပြီဘာကန်ကောင်းတယ်လို့ပြီးတော့အမေရိကန်ရောက်တဲ့လူတွေကသူတို့ရောက်လာတဲ့အမေရိကန်ဆိုရကတဲ့နေရာထိုင်ခင်းလင်းလက်မှတ်တော့သူတို့စီမံကိန်းလုပ်ပေးတယ်လင်းလက်မှတ်စီမံကိန်းလုပ်ပေးတယ်နေရာထိုင်ခင်းစီမံကိန်းလုပ်ပေးတယ်ဒါပေမဲ့သူတို့ဟာလည်းသူတို့ပြန်ဆက်ရတယ်လို့ပြောတယ်ဆိုအမေရိကန်ရောက်တဲ့လူကကျူးစားထုတ်ရင်တော့ကိစ္စမရှိဘူးတဲ့စကားမတတ်တဲ့လူအင်္ဂလိပ်စာမတတ်တဲ့လူပညာမတတ်တဲ့လူမြင်အရင်ကြီးတဲ့လူနောက်တော့အရက်မနိုင်တဲ့လူစေလိမ်မနိုင်တဲ့လူအကျင့်ပြတ်ထားတဲ့လူတွေကတော့တဲ့ဆင်းရဲတာဆက်လက်ဆင်းရဲတယ်လို့သူပြောတယ်ကျွန်တော်တို့နော်ဝေးကြတော့ဆရာကြီးအဲ့လိုမဟုတ်ဘူးတဲ့သူတို့ကကျွန်တော်ဒီလက်မှတ်ပုံပေးတယ်နော်ဝေးရတော့သူအိမ်ပေးတယ်အိမ်ပေးပြီးတော့သူကအားလုံးတာဝန်ယူတယ်တာဝန်ယူပြီးတော့နော်ဝေးစကားမတတ်မချင်းအလုံးမလုံးပဲနဲ့ကျွေးတယ်ကျွေးတာတော့မှနင်းနေတော့ကျွေးတာမဟုတ်ဘူးအားရပါရကိုကျွေးဇနီးတယ်လည်းကျွေးတယ်ခင်ပွန်းတယ်လည်းကျွေးတယ်ခလေးတွေလည်းကျွေးတယ်အမေရိကန်မှာတော့ first step လို့ပြောတော့ဘာလို့ first step မဟုတ်အပြည့်ကိုကျွေးရတယ်တည်တဲ့အချင်းလို့မလို့ရင်သူကတည်တဲ့ရှိကျွေးမယ်ဆိုတော့သူတို့ကပါလဲနည်းနည်းပြင်းတဲ့လူကြတာလို့တော့မလုပ်ချင်တော့ဘူးအဲ့လိုကျွေးတာကောင်းပါလေပေါ့အဲ့ဒါဆိုရင်တဲ့ဘာဖြစ်လို့သူတို့အဲ့လိုကျွေးတယ်လဲလို့မေးတဲ့ခါကျတော့
နော်ဝေးနိုင်ငံဟာငွေကြေးချမ်းသာလုံးလို့နော်ဝေးနိုင်ငံသားအလုံးဟာလူဦးရေ9 သန်းပဲရှိတယ်အဲ့လူဦးရေ9 သန်းဟာတဲ့အားလုံးအလုံးမလုံးပဲနေနေမယ်နော်ဝေးနိုင်ငံသားအလုံးမလုံးပဲနေနေမယ်အလုံးမလုံးပဲနဲ့ကတိပါမအလုံးအိတ်မယ်အဲ့လိုအိတ်ရည်တဲ့နှစ်ပေါင်း60စားလို့မကုန်ဘူးတဲ့နော်ဝေးရဲ့စစ်စင်ချမ်းသာတယ်နှစ်ပေါင်း60မလုံးပဲနဲ့အိတ်ပြီးစားလို့ရတယ်ဆိုအဲ့တော့ချမ်းသာတယ်မျိုးကြီးပေါ့အခုနော်ဝေးနိုင်ငံသားအလုံးလုံးတာဟာတဲ့ကျမ်းမာရေးအတွက်လုပ်ပေးရတယ်နောက်ပြီးတော့မရှိဦးမလဲစိတ်ဓာတ်ကမလှုပ်ရှားတော့ကျမ်းမာဘူးလေဆိုတော့လူတူနဲ့တူဆက်ဆံရေးလုပ်ပေးရတယ်နောက်ခုနိုင်ငံကိုလည်းအကျိုးပေးခြင်းလုပ်ပေးရတယ်ဆိုတော့နော်ဝေးနိုင်ငံသားလည်းပြောတယ်ဆိုတော့ဘတ်တူမအလုပ်လုပ်မရှိစေရအလုပ်လုပ်တော့သူဟာမခိုက်တဲ့အလုပ်လုပ်ရင်လည်းဆိုတာပြီးမယ်ကြောက်ခဲကောင်းတယ်လည်းပြီးမှာပေါ့ကြောက်ခဲကောင်းလည်းပြီးမယ်တကယ်အလုပ်မရှိရင်တော့တဲ့လည်းပြီးမယ်သူကအဲ့လိုပြီးမယ်တရားမှမနာခိုင်းတယ်ဆိုတော့နိုင်ရှားတယ်အဲ့ဒါကြောင့်နော်ဝေးနိုင်ငံသားအလုံးကိုတရားမှမနာခိုင်းတယ်လှုပ်ရှားခိုင်းအလုပ်အကုန်ပြီးအလုပ်မရှိရင်အစွမ်းကအလုပ်ကိုဖန်တီးပြီးတော့ပတ်စံထုတ်ပြီးအဲ့လိုလုပ်လေဆိုတော့သူတို့ကနိုင်ငံကိုတည်တံ့ခံနေဖို့ရတဲ့နိုင်ငံသားအလုံးကိုအလုပ်လုပ်ခိုင်းတယ်ဘတ်တူမှမနာခိုင်းအဲ့ဒါသူတို့မြန်မာလူမျိုးတွေကိုလည်းအလုံးမလုံးပဲနေတဲ့လူတွေတော့အားပေးတယ်အလုံးမလုံးပဲမနေလဲကျမ်းမာရေးချူတဲ့နိုင်တယ်စိတ်ဓာတ်ကြနိုင်တယ်နောက်ပြီးတော့ဗာလဲအိမ်ထဲမှာအနေလုံးရင်လေကောင်းတွေတမ်းမရဘူးအဲ့ဒါကြောင့်စိတ်ထဲမှာနော်ဝေးနိုင်ငံမှာအလုံးလုံးပဲကျမ်းမာရေးကောင်းအောင်လုပ်မယ်စိတ်ဓာတ်ကြအောင်လုပ်မယ်ဆက်ဆံရေးကောင်းအောင်လုပ်မယ်လို့လှုပ်ရှားနေကျမ်းမာတယ်အဲ့ဒါကြောင့်အဲ့ဒါကျမ်းမာရင်ဘာပဲလို့သူတို့ပတ်စံထုတ်ပေးမယ်သူတို့ကလှုပ်အားကျွန်တော်တို့လုပ်တဲ့လုပ်အားခေါက်သူတို့မစားဘူးသူတို့ကပတ်စံထုတ်ပြီးတော့အလုပ်လုပ်ရတယ်အဲ့တော့နော်ဝေးနိုင်ငံမှာမြေပြတ်တာနဲ့ချင်းပြည်နယ်လိုပဲမြေပြတ်မရှိဘူးတောင်နဲ့ကြောက်တုံးကြီးပဲများတယ်တောင်ကုန်းနဲ့ကြောက်တုံးနဲ့ရေခဲတောင်နဲ့လေယာလုံးမဲ့နေရာမရှိဘူးဒါပေမဲ့မြေပြတ်နည်းနည်းလေးတွေ့ရင်အဲ့မှာသူအိမ်မဆောက်ဘူးစိုက်ကျွေးလုပ်တယ်အိမ်ကိုမှဆောက်တော့ကြောက်ခဲပေါ်မှာသူဆောက်တယ်ကြောက်တုံးကြီးပေါ်မှာဆောက်တယ်နော်ဝေးနိုင်ငံမှာအိမ်ဆောက်ရင်ကြောက်တုံးကြီးပေါ်မှာဆောက်ပြီးတော့မြေကောင်းတွေ့တဲ့နေရာတိုင်းကိုသူစိုက်ကျွေးလုပ်တယ်အဲ့ဒီမြေကောင်းမှာသူအိမ်လုံးဝမဆောက်ဘူးကျွန်တော်ချင်းပြည်နယ်ကျတော့မြေကောင်းမှအိမ်ဆောက်တယ်ကြောက်ခဲမှာတိရစ္ဆာန်ထားတယ်ပြောင်းပြန်ပေါ့နော်သူတို့အဲ့ဒီမြေလွတ်ရှိတဲ့နေရာတွေအားလုံးသူတို့ကစိုက်ကျွေးလုပ်တယ်စိုက်ကျွေးလုပ်တာသူတို့ကမြေမကောင်းလို့ချက်ချင်းနွားချီကိုတဲပြီးတော့ဆက်ရတယ်ဆိုတော့အခါလည်းတားမြင်တော့သူတို့ချက်ချင်းနွားချီတဲပြီးတော့ဆက်ပြီးတော့ဒီနံဖွံ့ဖြိုးခိုင်းတဲ့အခါမှာသူတို့စိုက်ကျွေးနေတဲ့ထွက်တဲ့ငွေကတစ်နှစ်မှာ7 သိန်းထွက်ရင်လောက်အခါသိန်း25သိန်း30ကုန်တယ်ဆိုတော့ချန်လို့ရင်လောက်အခါသိန်း30ကုန်တယ်သူတို့ထွက်တယ်ဟာ7 သိန်းပဲထွက်တယ်အဲ့ဒီလိုပေါ့အဲ့တော့သူတို့ကလုပ်တယ်နိုင်ငံချမ်းနဲ့မှာရင်အကြိုက်ဆုံးပေါ့ဆိုတော့သူတို့ကနိုင်ငံချမ်းမှာပြီးတော့အကုန်လုံးတွင်းရင်သူတို့7 သိန်းထွက်မယ့်နေရာမှာသိန်း30ကုန်မဲ့စားသိန်း30နဲ့မှာရင်3ဆတွင်းလို့ရတော့ဒါပေမဲ့နော်ဝေးနိုင်ငံသားဖြစ်ရင်အဲ့ဒီလူကိုအဲ့ဒီမြေခွက်လုပ်တဲ့အတွက်ကုန်နဲ့သိန်း30သူတို့ထုတ်ပြီးတယ်သိန်း30ထုတ်ပြီးတယ်သူရတဲ့7 သိန်းသူယူတယ်အဲ့လောက်ဖြစ်သူတို့ပတ်ကူတယ်ဘာကြောင့်လဲဆိုတော့နော်ဝေးနိုင်ငံတည်တံ့ခံရဖို့အတွက်ဒီနေ့တော့တသက်ခံတဲ့ဘုရားသခင်နိုင်ငံတော်လဲရှင်ဘုရင်သခင်ခရစ်တော်ဟာသူ့နိုင်ငံတည်တံ့ခံရဖို့သူကလုပ်ပိုင်ဖို့ဘုံပေးထားတယ်ဆိုတော့ကျွန်တော်အခုတမိုင်းဖတ်တော့ပြောကြည့်မယ်ကမ္ဘာပေါ်မှာတည်တံ့ခံရဆုံးနိုင်ငံဘယ်မှာရှိတယ်လဲဆိုတော့ပြောကြည့်မယ်ကျွန်တော်တို့နောက်မှာကျောင်းတွေတက်တယ်လို့တွေအတွက်လည်းပညာရှိတော့မိဘတွေအတွက်လည်းဘုရားရတော့မှာမြန်မာနိုင်ငံဖြစ်လာတာမကြသေးဘူးနှစ်ပေါင်း80ပဲရှိသေးတယ်ဘိုးတော်ကရှင်ဘီနိုင်ငံကိုအခါခါပြစ်တယ်ရှင်ဘီတက်တယ်မင်းဆက်တစ်ခုတက်တယ်ပြုတ်တယ်မြန်မာနိုင်ငံပြတ်သွားတယ်စစ်ပွဲဝင်ရတယ်တိုက်ပွဲဝင်ပြီးတော့ရှင်ဘီတယောက်ပြန်တက်တယ်မင်းဆက်ပြန်လာတယ်ပကမင်းဆက်မြောင်ရမင်းဆက်အဲ့လိုမျိုးပေါ့နောက်ပြီးတော့ဗာစီမီဆက်ပြီးတယ်တောင်းလာဒီပေါ့ရှင်ပြည်နဲ့ပြောတော့ထားပါခုကအဲ့ဒီရှင်တော့ချားလာတဲ့မင်းဆက်တဲ့ဆက်ကိုပကမင်းဆက်လို့ခေါ်တာပေါ့
နောက်ပြီးတော့ပြုတ်သွားပြီးတော့တည်သွားပြီးတော့နောက်တစ်ခါမင်းဆက်ပြန်တက်တာအမြောင်ရမင်းဆက်အဲ့လိုပေါ့ဆိုတော့ပြန်ပြုတ်တယ်အလောင်းဖျားပြန်တက်တယ်အဲ့လိုပေါ့အလောင်းဖျားတက်ပြီးတဲ့နောက်မှာဒီဘောမင်းနဲ့ပြန်ဆုံးတယ်အဲ့လိုပေါ့ဘယ်မင်းဆက်မဆိုရရှိမသွားနိုင်ဘူးနိုင်ငံတော်ဟာရရှိမသွားတော့ဖြောင်းမချင်းတို့ကအမြင်ဆုံးရှုံးတယ်ဣတိလနိုင်ငံမှာလည်းပဲတဲ့ဒါဝိရှင်ဘရင်တက်လာပြီးတော့မင်းဆက်လို့လားမဆက်နိုင်ဘူးဖျားစကားနားထောင်တော့ပြတ်သွားတယ်ပြတ်တော့ဣသရေလနိုင်ငံဟာ200ပဲရက်တည်နေတယ်200ပြီးတော့ဣသရေလနိုင်ငံပြတ်သွားတယ်ပြတ်သွားပြီးတော့ဂျုံဖြစ်သွားတယ်နောက်ပြီးတော့ယူဒနိုင်ငံဟာ400ခံတယ်400မှာပြတ်သွားတယ်ဂျုံဖြစ်သွားတယ်ဒါ400မကျော်နိုင်ဘူးသူလည်းအဲ့လိုပဲအီဂျစ်နိုင်ငံလည်းပြတ်သွားတယ်နောက်အီဂျစ်နိုင်ငံပြီးတော့အဆီးရီးယားနိုင်ငံပြတ်သွားတယ်အဆီးရီးယားနိုင်ငံပြီးတော့ဘာဘူးလုံနိုင်ငံပြတ်သွားတယ်ဘာဘူးလုံနိုင်ငံပြီးတော့ဂရိနိုင်ငံပြတ်သွားတယ်ဂရိနိုင်ငံပြီးတော့ယောမနိုင်ငံလည်းပြတ်သွားတယ်အဲ့လိုပဲနိုင်ငံတရားပြတ်လာခုအမေရိကန်နိုင်ငံကျွန်တော်အမေရိကန်နိုင်ငံခုစတင်တည်ထောင်တာ229နှစ်ပဲရှိသေးတယ်1989မှာသူစထောင်တယ်220ပဲရှိတယ်229နှစ်ပေါ့အမေရိကန်နိုင်ငံကခု200ပဲရက်တည်နေတာခုပြတ်ခါနေပြီမကြခင်ပြတ်လာတော့ဆိုတော့300ပြီးကိုရ200သူတို့ challenge စိတ်ခေါ်ချင်းခံရတယ်အမေရိကန်နိုင်ငံခုအင်အားကြီးနိုင်ငံဖြစ်လာ200တွင်းမှာဖြစ်လာတယ်အမေရိကန်နိုင်ငံမှာစအခြေချတဲ့လူတွေကအခုပလင်မီတို့ပါလို့ပေါ့သူတို့က200အခြေချပြီ200အခြေချတော့လဲသူတို့ကဗြိတိရှ်ကျုံဖြစ်သွားတယ်ဗြိတိရှ်လည်းအောက်ခံဖြစ်သွားပြီးတော့ဗြိတိရှ်လည်းထဲရတယ်ပြီးတော့လွတ်လပ်ရေးတောင်းပြီးတော့အသက်ပေးပြီးတော့တနက်ပြစ်ပြီးတော့စစ်တိုင်းပြီးတော့လွတ်လပ်ရေးတောင်းလာတာချော့ချဝါရှင်တန်တဲ့မှာလွတ်လပ်ရေးရပြီးတော့1989မှာလွတ်လပ်ရေးရပါတယ်အခုလွတ်လပ်ရေးရတာ229နှစ်ပဲရှိသေးတယ်အမေရိကန်နိုင်ငံနှစ်ပေါင်း300ဆက်သွားဖို့ရတဲ့290ထပ်လို့စင်ခေါ်မှုခံရအခုအမေရိကန်လက်ရှိပျက်စီးနှုန်းနဲ့သွားမယ်ဆိုရင်တော့290အမေရိကန်ကြောက်စရာကောင်းတဲ့နေရာရောက်သွားနိုင်တယ်ဘာလို့လဲယောက်ျားချင်းချင်း kiss ကြတဲ့လူတွေအားလုံးကတိုင်းပြချိန်လိုက်ပြီမိန်းကလေးချင်းချင်း kiss တဲ့လူတွေအားလုံးတိုင်းပြချိန်လိုက်ပြီမောရှိကြမှာဘယ်လိုဖြစ်တယ်ဆိုတင်လို့ဒီယောက်ျားချင်းချင်းမိန်းမချင်းချင်းလိန်ပြုတ်လို့ပြီးတော့တဲ့အပြစ်လုပ်လာရင်တင်လို့ထားတဲ့မြေကတင်လို့ကိုအန်ထုတ်လိုက်မယ်ဆိုဖျားခင်ရတာမဟုတ်မြေကြီးကအန်ထုတ်တာကျွန်တော်တို့ဟာတခုမလို့ရင်ဖျားခင်တရားရဆိုဖျားခင်မြေတဲ့ပြစ်တင်တယ်ဘာလို့ဖျားခင်ကတရားရမို့သူလောက်ထားတဲ့ဥပဒေကကျွန်တော်တို့ကိုတိုင်လိုက်တာအခုအမေရိကန်မှာခင်ဗျားတို့ကားမောင်းပြီးတော့ကားစီတော့တိုက်ကြည့်တမန်တော်အိုဘားမားတိုင်ရတာမဟုတ်ဘူးဥပဒေကချက်ချင်းလိုက်တာဖျားခင်ဥပဒေလောက်ထားတယ်တင်တို့ယောက်ျားချင်းချင်းမိန်းမချင်းချင်းလိန်လုပ်ပြီးတော့ပြက်စီးရင်တင်တို့ထားတဲ့မြေကြီးကတင်တို့အန်ထုတ်လိုက်မယ်အန်ထုတ်ပြီးတော့အဲ့ဒီမြေကြီးကခွင့်ယူလိုက်မယ်ဆိုတော့ယူဒနိုင်ငံဟာနှစ်ပေါင်း400ကျော်တဲ့ခါမှာအဲ့ဒီမြေကြီးကသူတို့အန်ထုတ်ပြီးတော့ဘာလို့လဲနိုင်ငံကိုဂျုံသားဖြစ်တယ်ယူဒနိုင်ငံ290အနားယူတယ်စပတ်ယူဒနိုင်ငံဟာ290နားယူတယ်နိုင်ငံသားတွေအားလုံးဘာလို့လဲနိုင်ငံမှာ290သားနေပြရတယ်အခုချင်းပြည်နယ်နဲ့နားယူရဖြစ်နေတယ်အားလုံးကထွက်သွားတော့ကိုချင်းမြန်မာလုံးလုံးမရှိတော့တေရပရိုဂျီတော်မှာတချို့ပဲလူမရှိဘူးချင်းပြည်နယ်မှာကိုလူပြိုနားယူတယ်အပြိုနားယူတယ်လူတွေအားလုံးတော့အနားယူတော့အမေရိကန်နိုင်ငံနဲ့ဒီပုံစံတိုင်းဆက်သွားရင်မကြခင်မှာအမေရိကန်နိုင်ငံကြီးကအနားယူဖို့ရလို့အလားရင်အန်ထုတ်နေတိုင်းပြည်ကတော့အန်ထုတ်နေတော့စမေကနိုင်ငံနှစ်ပေါင်း129ဆက်ရှင်နိုင်ငံတနိုင်ငံမှာကပ္ပအင်အားအကြီးဆုံးနိုင်ငံလို့စင်ခေါ်ထားတဲ့အမေရိကန်နိုင်ငံဟာ129နိုင်ငံ129နှစ်129နှစ်ဒီမှာအမေရိကန်ကပ္ပအချမ်းသာဆုံးဖြစ်တယ်ငွေကြေးများဆုံးဖြစ်တယ်ငွေအသုံးချတဲ့နေမှာအကျွမ်းကျင်ဆုံးဖြစ်တယ်ငွေကြေးပညာရှင်များဆုံးဖြစ်တဲ့ကပ္ပဘဏ်ရဲ့ရှယ်အများဆုံးပိုင်ရှင်ကပ္ပဘဏ်ရဲ့ဥက္ကဋ္ဌအမေရိကန်ရှင်ဂျပန်နိုင်ငံလည်းဂျပန်မှာချမ်းသာဆုံးဖြစ်တဲ့အတွက်ဂျပန်နိုင်ငံလည်းအာရှမှာချမ်းသာဆုံးဖြစ်တဲ့အတွက် Asian Development Bank လို့ခေါ်တဲ့ ADB ဟာအာရှမှာပန်အကြီးဆုံးဂျပန်ရှာအများဆုံးပိုင်တဲ့အတွက် ADB ရဲ့ဥက္ကဋ္ဌဟာအမြဲတမ်းဂျပန်လူမျိုးဖြစ်ရမယ်
ငွေကြီးအများဆုံးပိုင်တော်သူများဥပဋ္ဌာန်းနဲ့ခံရတယ်ဒီနေ့ဥရောပနိုင်ငံမှာ IMF လို့ခေါ်တဲ့ International Monetary Fund လို့ခေါ်တဲ့ IMF မှာဥရောပနိုင်ငံမှာအကြီးဆုံးဘဏ်ဖြစ်တယ်အဲ့ဒီဘဏ်မှာဥရောပရှယ်အများဆုံးဝင်တယ်ဥရောပနိုင်ငံသားတွေကဘဏ်ဥပဋ္ဌာန်းလုပ်ရတယ်ဆိုငွေကြီးနဲ့တွားတဲ့နိုင်ငံတွေမှာတော့မှငွေအများဆုံးပိုင်တဲ့လူကဥပဋ္ဌာန်းခံရတယ်ကျွန်တော်ခုတတိခံနေတဲ့ဖျားသခင်နိုင်ငံတော်နှစ်ပေါင်း1000ရှိတယ်နှစ်ပေါင်း1000ရှိတယ်တခင်ခရစ်တော်ကားတိုင်မှာအသေးခံပြီးတော့ရှင်ပြန်ထတော်ဒီမှာနိုင်ငံတော်တည်ထောင်လိုက်ပြီတခင်ခရစ်တော်ကားတိုင်မှာအသေးခံပြီးတော့ရှင်ပြန်ထမြောက်တဲ့ရက်90မှာပင်တေကုတ်တေနေ့မှာအဲ့ဒီနိုင်ငံတော်တည်ထောင်ပြီးတော့တန်ရှင်းတော်စီထုတ်ပြီးတော့တက္ကပါလုံးတကူပေးလိုက်ကိုတော်ကပြောခဲ့တယ်နိုင်ငံတော်တည်ထောင်ဖို့ရန်တွေ့တဲ့စာချုပ်ချုပ်လေစာရနဲ့စာချုပ်လောကမှာစာရနေရာတွေသူကသိမ့်မယ်ဆိုစာချုပ်ချုပ်လေဘာစာချုပ်ချုပ်လဲစာရနိုင်တယ်ဆိုစာချုပ်ချုပ်လေအသွေးတော်နဲ့စာချုပ်ချုပ်လဲတာတတိပြတော့မာဒီတဲ့စာချုပ်အသစ်ချုပ်ပြီးတဲ့စာရကဘုရားသားသမီးအားလုံးသိမ့်ပိုက်ခဲ့တဲ့နေရာတွေအားလုံးပြန်ယူမယ်ပြန်သိမ့်မှာပေါ့ပြန်သိမ့်မဲ့စာချုပ်အဲ့ဒါဒီနေ့အသွေးတော်စာချုပ်ဒီနေ့ကျွန်တော်ပွဲတော်သုံးဆောင်မှာပေါ့ပွဲတော်စာချုပ်အသွေးတော်နဲ့ချုပ်လိုက်တယ်ဆိုတော့ဒီအသွေးတော်နဲ့ချုပ်တဲ့ဟိုလက်ခံတော့သူတွေအားလုံးကျွန်တော်ဒီနေ့ကဲတင်ချင်းရတယ်လို့ခေါ်တယ်ဘောနကင်ပေါ့ဒုတိယတစ်ခါဝေဖားတယ်ဟုတ်ပြီအသွေးတော်နဲ့စာချုပ်ချုပ်တဲ့နေရာကိုလက်ခံတော့သူတွေအားလုံးကကဲတင်ချင်းရတယ်ဒုတိယတစ်ခါဝေဖားတယ်အမေရိကန်နိုင်ငံလာဖို့ UN ကျောင်းမှာလက်ခံတော်သူတွေအားလုံးကအမေရိကန်လာလို့ရတယ်လာပြီးတော့ citizenship ဖြစ်လို့ရတယ်ကဲတင်ချင်းရပြီးတော့သူတွေအားလုံးဟာတဲ့ရေနဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့နိုင်ငံတော်ဝင်လို့ရတယ်လို့ကိုယ်တော်ကဖွင့်ပြတယ်ရေနဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့မွေးတော်သူတွေအားလုံးကနိုင်ငံတော်ဝင်လို့ရပြီကျွန်တော်တို့အနေနဲ့ရေနဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့နိုင်ငံတော်ကိုဝင်ခိုင်းတယ်အခုကျွန်တော်ဒီနေ့တက်တဲ့ခံနေရှိဒီရတကစားပြီးတော့အခုနမနေ့ကပြောတယ် PH7 PH8 PH9 PH10 PH11 ရေရပိုးပြီးတန်ရှင်းလာတဲ့ရေပေါ့ PH7 ကျွန်တော်တောင်းနေတဲ့ရေကတော်တော်တန်ရှင်းနေပြီအဲ့ဒီတော့8 9 10 11တအားတန်ရှင်းတော့ရေကိုဘုရားကဖန်ဆင်းပေးထားတယ်ဘုရားကရေကိုဖန်ဆင်းပေးထားပြီးတော့တောင်ကြားကြောက်ကြားတွေနဲ့ထွက်ခိုင်းတယ်ကျွန်တော်တို့ကလမ်းမှာဖလူဖြစ်ခိုင်းတာပေါ့ရေကိုကျွန်တော်ကညစ်ပတ်ခိုင်းတာပေါ့တောင်ပေါ်တောင်အောင်ပြင်းနေရတဲ့စင်ဆန်းရတဲ့ထွက်လာတော့ရေဟာလမ်းတစ်ဝက်မှာကျွန်တော်လူသားတွေကတရိစ္ဆာန်တွေကညစ်ပတ်ခိုင်းပြီးတော့တန့်ရှင်းဖို့နေပြီးတော့နောက်ကျဆင်းခိုင်းတာပေါ့အဲ့ကျဆင်းခိုင်းတော့ကျွန်တော်တော့တုံးလို့ခွင့်ရောက်လာတဲ့ခါမှာတော့ကျွန်တော်ကဒီအားလုံးဟာပါဝါကျသွားပြီပေါ့ပါဝါကျသွားပြီဆိုရေနဲ့တန်ရှင်းသောဝိညာဉ်နဲ့မွေးတော်သူများအားလုံးဟာဖခင်သခင်နိုင်ငံကိုလို့ရပြီဆိုတော့ကျွန်တော်အဲ့ဒီကိုတန့်ခိုင်းပြီးတော့တောက်မယ်ခန္ဓာကိုတန်ရှင်းသွားပြီတန်ရှင်းသောဝိညာဉ်ရရှိမယ်တကူရသွားပြီခန္ဓာကိုတန်ရှင်းပြီးတော့စိတ်တန်ရှင်းပြီးတော့ကျမ်းမာပြီးတော့ဝိညာဉ်တော်တကူရတဲ့လူတွေအားလုံးဟာနိုင်ငံတော်ထဲဝင်လို့ရပြီအခုညပောင်းထောင်တခါမှမပြတ်သေးဘူးဖခင်သခင်နိုင်ငံတော်ပြတ်တဲ့ဆောင်မရှိဘူးမပြတ်သေးဘူးနားမလည်တဲ့လူမဝင်နိုင်ဘူးနားလည်တဲ့လူဝင်လို့ရတယ်ရေနဲ့တန်ရှင်းတဲ့ဝင်တော့မမွေးတဲ့လူဝင်လို့မရဘူးရေနဲ့တန်ရှင်းတဲ့ဝင်တော့မွေးတဲ့လူဝင်လို့ရတယ်ဆိုဒီနေ့ပေါင်းထောင်ရှိပြီဒီမှာကျွန်တော်ရှိမှရှိရတဲ့အတွက်တက်ခံတယ်အခုကျွန်တော်ဝင်ပြီးသွားပြီ24နှစ်ရှိပြီ24နှစ်ရှိအဲ့တော့နိုင်ငံတော်တည်တံ့ခံရခြင်းလို့ခုနပြောတဲ့ဟာနော်ဝေးနိုင်ငံဟာသူ့နိုင်ငံတည်တံ့ခံရဖို့အတွက်ငွေနဲ့သွားတယ်ငွေနဲ့သွားတယ်အခုနော်ဝေးနိုင်ငံဟာငွေတန်းပေါင်းပြောင်းများစွာချမ်းသာသောကြောင့်သူတို့နိုင်ငံတည်တံ့ခံရဖို့အတွက်စီမံကိန်းပေါင်းများစွာလုပ်ရတယ်ဒါပေမဲ့ငွေကြီးချမ်းသာနေတဲ့မြန်မာနိုင်ငံကြတော့ကျွန်တော်နိုင်ငံတည်တံ့ခံရဖို့အတွက်စီမံကိန်းနည်းပဲလုပ်ရတယ်စီမံကိန်းတအားနေတယ်ဒီမနေ့ကျွန်တော် BBC နားထောင်လာဘလောက်တောင်မှစီမံကိန်းနဲ့တလဲဆိုတော့ရန်ကုန်မြို့ကိုပြုပြင်ဖို့တော့မှစီမံကိန်းမရှိသေးဘူးအဲ့ဒါပတ်စံမရှိတော့ရန်ကုန်မြို့တော်ကို BBC ကမိတယ်ကျွန်တော်ရန်ကုန်မြို့တော်ကိုဟိုလုံးမလို့ပြန်လည်လှပဖို့အတွက်ဗာစီမံကိန်းတွေလုပ်တယ်လို့ပြီးတော့သူလုပ်တဲ့စီမံကိန်းတွေက
ရန်ကုန်မြို့ပြန်လဲတန့်ရှင်းဖို့ရစီမံကိန်းလုပ်တယ်ဒါပေမဲ့ငွေကြီးမရှိတော့ကြောင်းအတန့်တိုင်ဆုံးတော့လုပ်ပါတယ်လို့ပြောတယ်အစွမ်းကုန်တော့လုပ်ပါတယ်ဒါပေမဲ့ငွေကြီးရှိတယ်လို့ပဲလုပ်နိုင်မယ်လို့ပြောချင်တယ်ငွေကြီးမရှိတော့မလုပ်နိုင်ဘူးနော်ဝေးနိုင်ငံကြတော့သူ့မြို့တော့အော်စလိုမြို့ကိုငွေကြီးတာချမ်းသာတော့သူအလွန်လှပအောင်လုပ်ထားတယ်နော်ဘယ်စုပြီးတဲ့နေရာဖြစ်နေလုပ်ထားတယ်ကျွန်တော်ဝေးနိုင်ငံမြို့တော့အော်စလိုမြို့သွားတဲ့ခါမှာတော့နော်ဘယ်စုပြီးတဲ့နေရာရောက်တော့တန်ရှင်းလို့နဲ့တန်ရှင်းတယ်အဲ့ဒီတန်ရှင်းအိမ်ထဲကတန်မစင်ဟဲတဲ့နေရာတော့တန်ရှင်းတယ်ကျွန်တော်မြန်မာနိုင်ငံကြတော့ငွေကြီးအင်အားမရှိတော့ကြောင့်တန်ရှင်းတယ်အခုဖျားသခင်နိုင်ငံတော်ကြတော့ရေနဲ့တန်ရှင်းတော့ဝင်တော့လေသူကတန်ရှင်းခိုင်းတယ်ကျွန်တော်တို့လည်းဝင်လို့ရတယ်တမန်တော်ခန်းကြီးတစ်အငယ်တစ်ကနဲ့ရှစ်ကိုဖတ်တဲ့အခါမှာကိုရောဘာပြောတယ်လဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်စီထုတ်မယ်လောကအဲ့တန်ရှင်းသောလို့စီထုတ်ပြီးတော့အဲ့တန်ရှင်းသောဝိညာဉ်တော်ပြီးတော့ဖျားသခင်နိုင်ငံတော်ကိုရောတီထောင်ပြီးတော့ဘုရားသခင်နိုင်ငံတော်ကိုတောင်းယူမယ်ဆိုတန်ရှင်းသောဝိညာဉ်တော်ရဲ့တောင်းကိုကြည့်တဲ့အခါမှာဗာနဲ့တူတယ်လဲဆိုတော့မြန်မာနိုင်ငံမှာဆိုရင်မြန်မာတမန်တော်တောင်းယူတယ်မြန်မာနိုင်ငံရဲ့တည်တံ့ခိုင်မြဲရေးမြန်မာတမန်တော်တောင်းယူတယ်အမေရိကန်နိုင်ငံမှာလည်းပဲအမေရိကန်နိုင်ငံတည်တံ့ခိုင်မြဲရေးတွေအမေရိကန်တမန်တော်တောင်းယူတာတွေ့ရတယ်ရုရှားမှာလည်းပဲရုရှားနိုင်ငံတည်တံ့ခိုင်မြဲဖို့အတွက်ရုရှားတမန်တော်တောင်းယူတာတွေ့ရတယ်အခုတရုတ်ပြည်မှာလည်းတရုတ်ပြည်တမန်တော်တည်တံ့ခိုင်မြဲဖို့အတွက်တရုတ်တမန်တော်တောင်းယူတာတွေ့တယ်ဒါပေမဲ့တရုတ်တမန်တော်ဟာတမန်တော်ရဲ့အမိန့်ပဲနာခံရတယ်တမန်တော်အမိန့်မှလွဲလို့ရှင်မယံမိမှလွဲလို့ဘယ်သူမှနာခံလို့မရဘူး။ရှင်ရဲ့ဘုရားသခင်နိုင်ငံတော်မှာအခုတည်တံ့ခံပြဖို့အတွက်တန်ရှင်းသောဝိညာဉ်တောင်းယူရတယ်။တမန်တော်ရှင်မယံကသခင်ခရစ်တော်ဖြစ်နေဘူး။သခင်ခရစ်တော်တည်ထောင်ထားတဲ့နိုင်ငံတော်မှာတန်ရှင်းသောဝိညာဉ်တော်ဟာတောင်းယူတဲ့ခါမှာသူကရှင်မအားတမန်တော်ခိုင်းတဲ့ငယ်တစ်ကလည်းရှင်မကပြောတယ်တန်ရှင်းသောဝိညာဉ်တော်စီလို့မယ်။တန်ရှင်းသောဝိညာဉ်တော်စီလို့မယ်တန်ရှင်းသောဝိညာဉ်တော်အားပြီးတော့ဖယားသခင်နိုင်ငံတော်ကိုခြေတက်ခံနေအောင်လုပ်မယ်ဆိုတော့အဲ့ဒီမှာငွေကြီးအင်အားလို့အမေရိကန်နိုင်ငံမှာလည်းမြန်မာနိုင်ငံရဲ့ GDP အင်အားလို့တယ်နိုင်ငံတိုင်းမှာ GDP အင်အားလို့တန်ရှင်းသောဝိညာဉ်တော်ကလည်းဝိညာဉ်တော်တကူသုံးမယ်ဝိညာဉ်တော်တကူသုံးမယ်ဆိုတော့ဒီဝိညာဉ်တော်တကူသုံးပြီးတော့နိုင်ငံတော်ကအခုနှစ်ပေါင်း2000တည်ထောင်လာတာတခါမှတန်ရှင်းသောဝိညာဉ်တော်တကူကုန်တယ်ဆိုတာမရှိဘူးမကုန်နိုင်ဘူးမကုံဆုံးနိုင်တော့တကူတည်လာတယ်ကျွန်တော်လူသားတွေကမရတဲ့အတွက်မတုံးနိုင်ဘူးပေါ့မကုံဆုံးနိုင်တဲ့တကူတည်လာပြီးတော့ကျွန်တော်တို့လာပြီးတယ်နောက်အတုံးချညီနဲ့တင်ပေးအောင်တင်ပေးအောင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုတရေတွေကြားနေရတာပေါ့နော်မြစ်ဆုံပြဿနာတွေပေါ့မြစ်ဆုံပြဿနာဆိုရင်မေခမလိခဆုံတာပေါ့အဲ့ဒီမေခမလိခဆုံတဲ့နေရာကိုရေကတာဆေလို့မယ်တဲ့အဲ့ဆေလို့ဖို့အတွက်ငွေဒေါ်လာတန်ပေါင်းများစွာသုံးရတယ်အဲ့တန်ပေါင်းများစွာတရုတ်ဗဟုဘာနဲ့ချီရတယ်တဲ့အခုတရုတ်ကုမ္ပဏီကပြောလဲဗဟုဘာချီတဲ့ငွေကိုအထူးပေးရတယ်တဲ့တစ်နှစ်ကိုဒေါ်လာတန်3,500ပေးရတယ်တဲ့ဒေါ်လာ3,500တစ်နှစ်တူဆိုတော့အခုတို့မြစ်ဆုံမလောက်တာ9နှစ်နားပြီ9နှစ်နားပြီဆိုတော့တစ်နှစ်3,500 9နှစ်မှာ3,500အထူးပေးရတယ်ဆိုတော့ဒီလိုပဲဆက်ပြီးတော့နားနေရအထူးပေးနေရမှာဆိုတော့လုတ်ခွင့်ပေးပါလို့တောင်းနေငွေကြီးရဲ့တကူပေါ့ငွေကြီးတကူကတဘာဝကိုဖြစ်စည်းတယ်တန်ရှင်းသောဝိညာဉ်တကူကတဘာပြုပြင်ဖန်ဆင်းတယ်ကျွန်တော်အမေရိကန်ရောက်လာတဲ့ခါမှာလေကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အားနည်းချက်တော့မဟုတ်ဘူးမြန်မာလူမျိုးတွေရဲ့အားသာချက်တစ်ခုကိုဘယ်လိုမြင်တယ်လဲဆိုတော့မြန်မာလူမျိုးတွေရဲ့အလွန်အားသာချက်ကတဘာဝနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်။ဘာအားသာချက်လဲဆိုတော့ကျွန်တော်ရောက်တဲ့နေရာတွေမှာအိမ်ဝယ်ကြတယ်မြန်မာလူမျိုးတွေတရုတ်ဆီလက်ဝယ်ကြတယ်။အိမ်လက်ဝယ်လည်းပြီးတော့သူတို့အိမ်ရှိမှစစ်တစ်ပင်တွေအလုံးက3လမခံဘူးသူတို့အကုန်လုံးလဲအောင်3လမခံဘူး
တေယုဆရာကျွန်တော်မေးတယ်ဆရာဘာလို့လဲဒီဆရာတစ်ပင်ကိုထဲရတော့မိမမကြိုက်ဘူးတဲ့မိမဒီတစ်ပင်ကိုမထဲရင်တဲ့ငါမနေဘူးလို့ပြောတယ်အေးချင်းတော်မှာသူကတစ်ပင်မရှိတော့ဘူးဆိုတော့မင်းတစ်ပင်မတည့်တော့ဘူးနော် So Jackson ဒီမှာတေယုဆရာရဲ့ဇနီးကသူ့အိမ်ရှိကတစ်ပင်သုံးပင်ကိုထဲတယ်တေယုဆရာကိုယ်တိုင်ကဇနီးတဲ့ကိုချစ်တော့ထဲပေးရတော့သုံးပင်ထဲတော့ဒေါ်လာ6500ကုန်တယ်မြန်မာနိုင်ငံမှာဒေါ်လာ6500ကားတစ်စီးစားကျွန်တော်ကားတစ်စီးရှုံးသွားဒေါ်လာ6500ကုန်တယ်တစ်ပင်ထဲတဲ့ကမှဆဲခါရှိတယ်တေခါရှိတယ်ဖြိုခါရှိတယ်6500ကုန်တယ်အဲ့တစ်ပင်ပြန်ဆိုင်ဘလောက်များပြန်ကုန်လဲတော့မသိဘူးခုကတတ်တာတော့မှတက်ခါရှိတယ်ဒီအဲ့ဒီသူလဲတဲ့တစ်ပင်တော့ပြန်ဆိုင်ခိုင်းသူတည်တဲ့ချိန်ကြီးအဲ့လောက်ကြီးမှမဟုတ်ဒါပေမဲ့အဲ့ဒီကြီးသူမစင်စားဘူးကျွန်တော်မြန်မာလူမျိုးတွေကဖြည့်စည်းတဲ့နေရာမှာစဉ်းစားတာဒါနဲ့မရှိရင်ပြီးရောပညာတတ်မရှိရင်ပြီးရောလူကောင်းလူတော်မရှိရင်ပြီးရောမှုတော်ဆောင်မရှိရင်ပြီးရောတစ်ပင်မရှိရင်ပြီးရောကျွန်တော်မတက်တော့ဘူးမတက်တော့ဘူးမြန်ဘလောက်အရင်ဆိုင်သားမလဲမရှိရင်ပြီးရောဆက်ပလိုက်ဒေါ်လာ6500ကုန်တယ်တနေ့ကြာလာတော့သူတို့အိမ်ဓာတ်ပူလာအောင်ဓာတ်ပူလာတော့ရစ်စမီယာဓာတ်ဆောင်အိမ်နီးနားချင်းတွေတောင်းမိတယ်အိမ်နီးနားချင်းတို့ခင်ဗျားတို့လက်စမီတလားဘယ်လောက်ကုန်တယ်လဲဆိုတော့အိမ်လက်စမီရတလားကို85ကျပ်90ပဲကုန်တယ်ကျွန်တော်တို့253ကုန်နေပါလားဟာကျွန်တော်ဒီမှာလည်းဘာဖြစ်လို့လဲမသိတော့ကျွန်တော်အိမ်ဝယ်လာမကောင်းဘူးထင်တယ်အိမ်ထဲမှာကျွတ်ဒီပါရှိလို့ဖြစ်မဲ့လက်စမီစားတယ်ကျွတ်ကလက်စမီစားလာဖြစ်မဲ့နောက်ပဲကျလက်စမီဆက်ခေါ်ပြီးတော့လာခဲ့ပါအောင်ကျွန်တော်အိမ်ရဲ့လက်စမီမကောင်းဘူးသူတို့လာပြီးအကုန်လုံးစစ်ဆေးတော့အကုန်ကောင်းတယ် excellent perfect အဲ့ဒါဆိုရင်ကျွန်တော်မျက်စုရရတယ်ခက်စမီတလောက်တရားပဲကုန်တယ်ကျွန်တော်က300ကုန်တယ်ဘာလို့ဆိုတော့တစ်ပင်မရှိလို့ခင်ဗျားတို့လက်စီတတာချင်းတစ်ပင်ပြန်ဆိုင်ပါအိုးကိုရောရှင်နှစ်ပေါင်း50ပြန်ဆိုင်ရတော့ဇနီးတင်များရဲ့ကောင်းချီးမင်္ဂလာကိုခင်ပွန်းတယ်ရရိပ်ရတယ်နောက်မှာအိမ်ဝယ်ရင်ဒီမြက်ပင်တော့မခုတ်ပါနဲ့မြက်ပင်မခုတ်ရင်တော့ဒုက္ခမောင်လို့မျိုးရောက်အောင်ကျွန်တော်တို့မြန်မာတွေးခေါ်နေအမေရိကန်မှာလာနေတော့နားမလဲတော့ထိုနည်းလည်းကောင်းတယ်အတက်တာဟောင်းဘဝဟောင်းနဲ့ဖျားသခင်နိုင်တော့ဝင်ချင်တဲ့ခါမှဝင်လို့မရဘူးကျွန်တော်တို့အတွေးခေါ်အောင်အယူဆအောင်ရုပ်တုံမှရုပ်တုံလွယ်မတူမှမယူနိုင်ဘူးမိမတော်မှရုပ်တုံတဲ့မှယူရင်တော့အယုတ်ဆွေးလို့အကုန်ကြံတော့မှာချောလို့လည်းတိတ်မကြံတော့ဘူးနော်မကြံတော့ချောလို့တော့ဆရာတော့ရုပ်တုံနဲ့ပြုံးမရတဲ့အချောလေးကုန်ပါသွားပြီမချောလာပဲကြံတော့တယ်ကြောက်ကြပြန်ဆရာတော့ချောလေးကုန်ပါတော့မချောလာပဲကြံတော့တယ်ငါတော့ကြံတာကိုယူရမယ်ဆိုတော့တေးတာပိုကောင်းတယ်လောက်တော့ပါအားလုံးချောပါဇောတုံဟာခမဟာခဖလမဖလန်ဗမာမဗမာကျွန်တော်တို့အဲ့ဒီညာပါလေအနာဂတ်ကိုကြီးညောင်းစေတယ်မိမိတို့ရဲ့အနာဂတ်ကိုကြီးညောင်းဆိုဖျားခင်နိုင်ငံတော်တပည့်တော်လာပေးတာအနာဂတ်ကိုကြီးညောင်းစေသောသူများအားလုံးကိုပြောင်းပြန်လှည့်ဖို့အတွက်လာပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်မနေ့ကကောင်းစင်တက်တယ် The kingdom of God is an upside down kingdom ဖျားခင်နိုင်ငံတော်ဟာပြောင်းပြန်နိုင်ငံတော်ဖြစ်တယ်ဘယ်လိုပြောင်းပြန်ဖြစ်တယ်လဲဆိုကျင်းမောင်းသောအမြင်ပိုင်ရှင်တွေကိုကျေပြတ်သောအမြင်ကိုပြန်လှည့်ခိုင်းတယ်ကိုကျိုးပဲရှာတဲ့လူတွေကိုဖျားခင်လိုတော့ပြန်လိုက်ခိုင်းတယ်ကိုဖြည့်စည်းနေသောသူများကိုတန့်ရှင်းစွာနဲ့ပြန်ရှင်းခိုင်းတယ်ဆရာတို့ကကိုပဲဖြည့်စည်းခြင်းနဲ့ကိုချစ်မှချစ်ဘယ်လိုဖြည့်စည်းမှာတော့ခိုင်းနေမှလည်းကိုဖြည့်စည်းတာပဲစိတ်တော့လည်းကိုဖြည့်စည်းတာပဲကျွန်တော်လူသားတွေဟာကိုယ်စိတ်အလိုကိုလိုက်နေတဲ့ကာလပတ်လုံးမှာမိမိကိုမိမိဖြတ်စည်းတာဆရာရဲ့ခိုင်နေမမတော့ဘူးစိတ်လေးမတော့ဘူးဟုတ်တယ်ဒါမဲ့သမီးညဆံမြိုင်းစားလို့ကိုဖြတ်စည်းတာပဲလက်ဖေးမြိုင်းတောင်းလက်စီချိုဖိတ်ခေါ်တာပဲအေးဒီမြိုင်းတောင်းလက်တွေးတူဖိတ်ခေါ်တာပဲဆိုတော့ကျွန်တော်တို့ကကိုယ့်ကိုမဖြတ်စည်းဘူးချင်ပြီးတော့အမြဲတမ်းဖြတ်စည်းနေတယ်အဲ့တော့ဖျားသခင်နိုင်ငံတော်ပြောင်းပြန်နိုင်ငံတော်ဖြစ်တယ်ကျွန်တော်တို့နားမလည်လို့လုံမှားတဲ့အရာတွေအားလုံးကိုတန်ရှင်းတော်ဝိညာဉ်တော်ဟာအဲ့ဒီအရာတွေကိုကျွန်တော်တို့ဖယ်ပေးတာပေါ့ဆရာကျွန်တော်လေးရက်စာရှောင်းတာတဲ့လေးရက်စာရှောင်းပြီးလည်းပြီးရောတဲ့အိမ်ကိုပြန်လာပြီးတော့ထမင်းစားမယ်လို့တော့တဲ့အချုံမို့လုံးဝမကြိုက်တော့ဘူးလေဘာဖြစ်လို့လဲတဲ့
တန်ရှင်းသောဝိညာဉ်ဖယ်ပေးလိုက်တာကဲဘယ်လောက်ကောင်းလဲဖခင်သခင်နိုင်ငံတော်ဝင်တော့မှာဟုတ်ဖခင်ရဲ့နိုင်ငံတော်ဝင်မဲ့သူကိုဝိညာဉ်တော်ဖယ်ပေးလိုက်တာအဲ့ဒါကိုကိုယ်ကလည်းအော်ခဏလေးဖြစ်မှာပါတစ်ပတ်နှစ်ပတ်လောက်ပြန်ကျင့်တော့ပြန်စားလို့ရအောင်စားဖို့ပြန်ကျင့်ကြတယ်အဲ့ဒါကျတော့နိုင်ငံတော်ကျင့်တာမဟုတ်တော့ဘူးနော်ဘုံကဟောင်းပြန်ကျင့်တာဆရာကြီးကျွန်တော်ခဏရစာဆောင်တာဘယ်ဟုတ်မလဲဆင်းလေးဆိုလုံးအနာမတော်မနေချင်တော့တကယ်ချင်းတောက်တာတော့မှကြောက်တယ်ဝိညာဉ်တော်ဖယ်ပေးတာဆရာကြီးကျွန်တော်ခဏရစာဆောင်တာခင်မွန်းတော့တအားမုန်းကြတာဘလို့ချစ်လုံးလို့ခဏခဏ kiss နေရတယ်တန်ရှင်းတော်ဝင်တော့ပူမြင်လိုက်တာဘုရားခင်နိုင်ငံတော်ဟာပြောင်းပြန်နိုင်ငံတော်ဖြစ်တယ်ဘာကြောင့်လူသားဖန်တီးတဲ့နိုင်ငံတော်ကြီးပျက်စီးတယ်လဲဆိုတာပြောကြည့်မယ်အမေရိကန်နိုင်ငံပျက်စီးတာမယ်တေချာပေါက်ပျက်စီးမယ်ဘာကြောင့်လဲနိုင်ငံသားရပျက်စီးတာအတင်းတော်တွေဘာလို့ပျက်စီးတယ်လဲအတင်းသားတွေကပျက်စီးတာမိသားစုဘာကြောင့်ပျက်တယ်လဲမိသားစုဝင်တွေကဖြစ်တာဘေးကလာဖြစ်တာမရှိဘူးကျွန်တော်တို့မိသားစုလည်းကျွန်တော်တို့ဖြစ်တာပဲလေကျွန်တော်တို့မိသားစုကျွန်တော်တို့ရှင်ညီကို9ယောက်ရှိတယ်အဖေမေမွေးတာညီကို9ယောက်ရှိတယ်ညီ2ယောက်ပဲရက်တော့တယ်ကျွန်တော်တို့လုံးဝမတော့ဘူးအဲ့ဒီ2ယောက်တော့လာလေးနဲ့ကိုကဘာကြီးပြက်တယ်လို့ခံစားတယ်ကဘာကြီးပြက်တယ်လို့ပဲခံစားတယ်2ယောက်တော့လာလေးနဲ့ကဘာပြက်ခံစားရင်9ယောက်လုံးတော့ကြည့်ပါလားအိမ်ကတော့အရက်ကအိမ်ကိုမအောင်ပါလို့မအိမ်မှာကြောက်ပြက်တယ်မိသားစုရဖြတ်တာပဲလေဆက်ရွာပါကြောက်ပြက်တယ်ရွာသူရွာသားရဖြတ်တာကျွန်တော်ထင်တာအပြဲလာဖြစ်မယ်ထင်တယ်ဗျာရွာသူရွာသားရဖြတ်တာလူသားတွေလောကနိုင်ငံကတဲ့မိမိနိုင်ငံဖြစ်တာမသိဘူးသူများလာဖြစ်မှာပဲကြောက်တယ်အခုမြန်မာနိုင်ငံကယူရီးယားနိုင်ငံလာဖြစ်မှာတရုတ်ပြည်လာဖြစ်မှာအင်္ဂလိပ်လာဖြစ်မှာတအားကြောက်ပြီးတော့ကာကွယ်နေတယ်ဒါပေမဲ့သူ့ကိုသူဖြစ်တာဆိုတော့လုံးဝမကာကွယ်နိုင်ဘူးအခုမြန်မာနိုင်ငံပျက်စီးနေတာမြန်မာနိုင်ငံသားရဖြစ်စီးနေတာကမ္ဘာအစင်းရဲ့ဆုံးဖြတ်တာလည်းမြန်မာနိုင်ငံသားရလုပ်တာကမ္ဘာအရေးပတ်ဆုံးဖြတ်တာလည်းသူတို့ပဲလုပ်တာကျွန်တော်ဆိုရင်အိန္ဒိယနိုင်ငံကိုတအားရောက်ချင်တယ်ဒေလီကိုလည်းတအားရောက်ချင်တယ်ခလကတာကိုလည်းတအားရောက်ချင်တယ်အိန္ဒိယနိုင်ငံမြို့လိုလည်းတအားရောက်ချင်တယ်ဖျားသခင်ကျေးဇူးတော်ကြောင့်ရောက်သွားတော့ဒေလီကိုရောက်တော့ချီးပုံအများဆုံးနေရာရောက်သွားတယ်ဇနပူရီပူရီဇနအိုးချီးပုံကြီးပဲအိန္ဒိယလာတဲ့လူတွေကိုသားမင်းတော့ပူရှင်းတော့ကျွန်တော်တော့အဲ့မှာတစ်ပတ်ပဲနေတော့ဒါမခံရဘူးလေးနှစ်နေတဲ့လူများရမှာမနေ့ထားတဲ့ချီးပုံညအိတ်တဲ့ချီးပုံဟိုဘက်သွားတဲ့ချီးပုံဒီဘက်လာတဲ့ချီးပုံတို့ကအိန္ဒိယနိုင်ငံဒေလီရလူတွေကအိမ်ကမတက်တတ်ဘူးသူကလမ်းမှာမတက်တတ်တာဟုတ်တယ်နော်ဟုတ်တယ်ဒီမှာဒေလီရဆရာကြီးရှိတယ်ကျွန်တော်တက်ရောက်ရှိတယ်ဆရာဒေးဗစ်မဘီကိုတိုင်းသူကအဲ့မှာသူကနေနေတာသူလည်းအိမ်ကမတက်တတ်ဘူးအဲ့မှာတော့လမ်းမှာတော့သွားတာအိန္ဒိယနိုင်ငံသားတွေကအိမ်ကမတက်တတ်ဘူးမနေ့ထိုင်လမ်းမှာအိမ်ကတက်တယ်လမ်းမှာပေါ်သွားတယ်အိမ်ကမတော့သူကအဲ့ဒါဘာကြောင့်လဲလို့ကျွန်တော်တအားသိချင်တယ်တအားသိချင်တော့မေးတာပေါ့ခင်ဗျားတို့အိန္ဒိယနိုင်ငံကောင်းဆောင်ကြီးတွေဘာလို့ဒေလီမြို့တော်ကြီးကိုအိမ်တာဖြစ်နေတုံးတာတော့အိမ်တာအများကြီးရှိတာအိမ်တာမတက်တဲ့မြို့တော်ကြီးအိမ်တာဖြစ်တုံးတာကျွန်တော်အံ့ဩတယ်လို့ပြောလို့ဟုတ်တယ်ဒါဟာလေအိန္ဒိယနိုင်ငံရဲ့ထူးခြားသောအရေးကြီးပြန်ပြောမယ်နော်မကြားတဲ့လူရှိမှဖြစ်လို့အိန္ဒိယနိုင်ငံရဲ့ထူးခြားသောအရေးကြီးဘယ်လိုအရေးကြီးတော့လို့ပြောတော့အဘမဟာတမကန်ဒီယာတင်ပေးတဲ့သင်ခန်းစာကျေးဇူးတင်ပါတယ်အဘမဟာတမကန်ဒီယာတင်ပေးတာဘယ်လိုတင်ပေးတာလဲပြီးတော့မဟာတမကန်ဒီယာအင်္ဂလိပ်ကိုတအားမုန်းတော့တိုက်ပွဲဝင်လို့မရဘူးအင်္ဂလိပ်ကလက်နဲ့တက်ကောင်းတာဘူးအင်္ဂလိပ်ကလက်နဲ့တက်ကောင်းတော့တိုက်ပွဲဝင်ပြီးတော့လွတ်လပ်ရေးမရနိုင်ဘူးအိန္ဒိယလူမျိုးလူကြီးဘယ်လောက်လဲများလူကြီးနဲ့နိုင်လို့မရတော့အင်္ဂလန်ကတတိယအင်္ဂလိပ်ကတည်တဲ့ချင်းပြည်နယ်တော့ရှိတယ်။အဲ့ချင်းပြည်နယ်တော့ရှိတဲ့လူကအိန္ဒိယနိုင်ငံကြီးကိုအကုန်လုံးအုပ်ချုပ်ထားတယ်ထုတ်လို့မရအောင်လုပ်လိုက်တယ်။ပြန်တိုက်လို့မရတော့လက်နဲ့အင်အားကြီးနေတာဟုတ်။ဆိုတော့အမမဟာဗာကပြန်စဉ်းစားတယ်လက်နဲ့တိုက်လို့မရသူတွေနဲ့ထွေးလည်းမရ
နောက်ဆုံးမှာတော့သဘောပေါက်တော့သဘောပေါက်တော့လမ်းပေါ်မှာချီးပိုင်သူတို့ပြင်းမယ်ဆိုတော့မဟာကန်ဒီဘာလို့လဲအိန္ဒိယနိုင်ငံသားအလုံးကိုဒီနေ့ဆောက်ပြီးတော့အင်တာမတက်နဲ့တော့လမ်းပေါ်မှာချီးပါပါလမ်းပေါ်မှာချီးပါရင်အင်္ဂလိပ်တွေကအမြင့်ကြီးလုံးဝမကြိုက်ဘူးမကြိုက်တော့တို့တမျက်စိလဲမယ်လဲနဲ့တို့တအားမောပြီးတော့ပြန်သွားလိမ့်မယ်တို့တကယ်နာခံပြီးတော့တို့ချီးပါလာတော့အင်္ဂလိပ်ကပဲရှုံးခါမလဲချီးကိုအကုန်လုံးကျုံးနေအင်္ဂလိပ်ကပြန်ကျုံးနေတို့ပြန်ပါတယ်တို့ကျုံးနေပါတယ်ကျုံးနေဆိုတော့ချီးပါတာဘယ်သူမှခွင့်ယူတယ်ဆိုတော့မရှိဘူးလေနေတိုင်းလူတိုင်းအိမ်တာတဲ့ဘယ်တော့မှခွင့်ယူလို့မရဘူးလေနေတိုင်းပါတို့နေတိုင်းကျုံတော့နောက်ဆုံးမှမခံနိုင်တော့လို့နေပစီတော့ပင်ပန်းလုံးနဲ့ဆိုတို့လည်းအိတ်လေးလည်းအိန္ဒိယနိုင်ငံလွတ်လပ်ရေးပြလိုက်တယ်လွတ်လပ်ရေးပြလိုက်တော့အခုတို့အချင်းပါသွားပြီးတော့လွတ်လပ်ရေးနာရပြီးတော့လည်းပြန်ချီးပါတယ်ကျွန်တော်ခရီးနဲ့တူတာဒီခရီးနေရစာရန်နိုင်ငံမှာချီးပါခဲ့တဲ့များအလုံးကိုဖျားသခင်နိုင်ငံမှာပြန်ပါတဲ့ခါကျတော့တခင်ခရီးတော့မောကျွန်တော်တို့အချင်းဟောင်းကပါလာပြီလေအဲ့တော့အမေရိကန်သမ္မတဂျော့ချ်ဘုချာဒေးဒီရောက်တော့အဲ့ဒီချီးပုံကြီးကိုသွားတွေ့တော့အော်လုံးပြီးတော့ဘယ်ကချီးတယ်လို့ပြီးတော့ကျွန်တော်တို့ထုတ်ကုန်လို့သူပြောတယ်အိန္ဒိယနိုင်ငံရဲ့ထုတ်ကုန်ပေါ့။ဘာထုတ်ကုန်လဲနိုင်ငံရေးထုတ်ကုန်အိန္ဒိယနိုင်ငံရဲ့နိုင်ငံရေးဆိုချိုးတစ်ခုအမုန်းပွားခြင်းနဲ့ရရှိတဲ့လွတ်လပ်ရေးဟာကောင်းချင်မရဘူးမဟာတမကန်ဒီဟာအင်္ဂလိပ်ကိုချစ်တယ်လို့ပြောပြီးတော့မုန်းနေတာအဲ့ဒီအမုန်းပွားခြင်းနဲ့လက်စားချီလိုက်တဲ့ချီးပါတဲ့ဟာကအခုတို့လွတ်လပ်ရေးရတဲ့ခါမှာသူတို့နိုင်ငံပြန်ညှင်းဆဲတာဖြစ်သွားပြီပြန်ညှင်းဆဲတယ်နိုင်ငံတည်တံ့ခိုင်မြဲတဲ့နေရာမှာထိရောက်သောတည်တံ့ခိုင်မြဲခြင်းရှိတယ်လို့မထိရောက်တဲ့တည်တံ့ခိုင်မြဲခြင်းရှိတယ်ထိရောက်သောတည်တံ့ခိုင်မြဲခြင်းကတော့နိုင်ငံတိုးတက်နိုင်ငံစီမံကိန်းတွေကောင်းပြီးတော့နော်ဝေးနိုင်ငံလိုဟာမျိုးထိရောက်သောတည်တံ့ခိုင်မြဲခြင်းဆိုတော့ကမ္ဘာမှာနိုင်ငံတန့်ရှင်းတဲ့နေရာမှာနိုင်ငံလှပတဲ့နေရာမှာထိရောက်တဲ့နေရာမှာဒိန်းမတ်ကပထမရနေရှိတယ်ဒိန်းမတ်ပထမမရရင်ဩစတြေးလျပထမရတယ်ဖင်လန်နိုင်ငံပထမရတယ်ဘိုးတော်ကတော့ဆွစ်ဇာလန်ရခဲ့တာပေါ့အခုဆွစ်ဇာလန်မရနိုင်တော့ကျွန်တော်တို့တက္ကသိုလ်တက်တော့ကတော့ဆွစ်ဇာလန်ကကမ္ဘာမှာအင်အားကြီးလဆာအများဆုံးအတန်ရှင်းဆုံးရဲမရှိတဲ့နိုင်ငံပေါ့ငင်းချမ်းရဲ့ကြီးဆုံးပေါ့အဲ့ဒါကြောင့်ကမ္ဘာငင်းချမ်းရဲ့လို့မှဂျီနီဗာမြို့မှာပြည်လို့ရတယ်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာပြည်တော့ကျွန်တော်တို့တက္ကသိုလ်တက်တော့ဆွစ်ဇာလန်ကကမ္ဘာမှာအရေးချမ်းဆုံးအချမ်းသာဆုံးတအားရောက်ခြင်းနဲ့ဆွစ်ဇာလန်ရောက်ရင်တော့ခန္ဓာကိုယ်တွေအကုန်လုံးပြောင်းလဲမယ်လို့ခံစားတယ်ကျွန်တော်တို့တကယ်ဆွစ်ဇာလန်ရောက်သွားတဲ့ခါကျတော့အညစ်ပတ်ဆုံးဖြစ်သွားတယ်ဆွစ်ဇာလန်ဘူတာဘေးမှာထွက်သွားပြီးတော့တဲဝခမ်းမှာသွားကြည့်တော့တဲဝခမ်းပရိပေါနဲ့ဘူတာကိုပြန်ကြည့်တော့ဘူတာမှာရှိတဲ့ဆွစ်ဇာလန်နိုင်ငံသားတွေအားလုံးဟာဆေးလိပ်ပဲတောင်းပြီးတော့ထရံမှာပုံပြီးတော့ဆေးလိပ်တောင်းနေကြတယ်ဆေးလိပ်နီခိုးတွေပဲတွေ့အမရန်ချစင်သွားပြီနော်ဝေးတို့ဒိန်းမတ်တို့နဲ့မတူတော့ဘူးဆိုဟိုတော့မှဆွစ်ဇာလန်ဟာနှစ်ပေါင်း400ကောင်းကြည့်ရတယ်အခုမရတော့လောကမှာကျွန်တော်ငွေချင်းအင်အားလူအင်အားဖျားပြည်ုံချင်းချင်းအင်အားနဲ့တိဆောက်ထားတဲ့အသင်းတော်တွေနဲ့နိုင်ငံတွေဟာနှစ်ပေါင်း400ရောက်ပြီးတော့ကျက်ဆင်းလာတာတွေ့ရတယ်ဖျားသခင်နိုင်ငံတော်ကြတော့နှစ်ပေါင်း2000ကျက်ဆင်းနေပြီအခုနှစ်ပေါင်း2000ရောက်လာပြီချစ်တော်ကြီးကိုရထင်မှာအသင်းတော်ကျက်ဆင်းတယ်လို့ပြောမယ်အဲ့ဒါအတွေ့အကြုံတအားနေလို့ဒီအမေရိကန်ရောက်တဲ့လူတွေကတကယ်ခရစ်တော်နိုင်ငံတော်ကြာရှင်းတယ်လို့ပြောလိုက်ရင်အဲ့ဒီပြောလိုက်တယ်ကအတွေ့အကြုံတအားနေလို့မကြောက်လဲအမေရိကန်နိုင်ငံနဲ့ကနေဒါနိုင်ငံနဲ့ဥရောပကိုသွားကြည့်မိတာမှားသွားတာအဲ့ဒါကျွန်တော်ကလည်းရှုတောင်ဟိုင်းလမ်းလွဲတယ်ဒီနေ့ဘုရားခင်နိုင်ငံတော်ဟာအမေရိကန်နိုင်ငံနဲ့ဥရောပမှာမရှိတော့ဘူးအာဖရိကနဲ့ကိုရီးယားရောက်နေတယ်အာဖရိကကကျွန်တော်တို့အမေရိကန်နိုင်ငံသားမကြခင်မှာအာဖရိကကိုသွားပြီးတော့သင်တန်းသွားရအောင်အမေရိကန်နိုင်ငံလူတွေဖျားခင်နိုင်ငံတော်သဘောပေါက်ချင်နေဆိုရင်အာဖရိကကိုသွားတော့ကိုရီးယားကိုသွားတော့ပြောင်းသွားပြီကျွန်တော်ယုံကြည်တယ်မကြခင်မြန်မာနိုင်ငံပြောင်းလာလိမ့်မယ်။ဘာကြောင့်လဲအစာရှောင်စုတောင်းမရှိတဲ့နိုင်ငံမှာနိုင်ငံတော်မကျေပြတ်ဘူး။အစာရှောင်စုတောင်းရှိတဲ့နိုင်ငံမှာပဲနိုင်ငံတော်ကျေပြတ်။ဘာကြောင့်လဲအစာရှောင်စုတောင်းမှလည်းလူရအတွင်းမဲ့မပြောင်းလဲနိုင်ဘူး။
ဆရာရဲ့ကျွန်တော်တို့ဆူတောင်းရင်မပြောင်းလဲဘူးလားတောင်းကြည့်ပါလားကျွန်တော်ဆူတောင်းတော့အများကြီးတွေ့တယ်ဆူတောင်းလေမာနကြီးနေတယ်ကျွန်တော်တို့ချင်းပြည်နယ်မှာဆူတောင်းအကြအဆုံးတွေကမာနကြီးဆုံးဖြစ်နေတယ်အများအားလုံးဆူတောင်းရအောင်လို့တရားတော်ပြောကဲကျွန်တော်တို့အားလုံးဆူတောင်းရအောင်အားလုံးတောင်းလို့တခါလေဟိုဘက်လူနဲ့ဟိုဘက်လူပြန်လိုက်ကြတာမကုန်ဘူးကျွန်တော်အားလုံးကဘယ်လိုကောင်းကောင်းလဲဆဟဘက်ကလည်းဒီဘက်ကမကုန်ချင်တာရှုံးခံတောင်းတော့ဆုံးမတော့ဟိုဘက်ကလည်းလူလေဆိုတော့ဘာလဲရှုံးမပြတော့တီလို့လည်းစပလိုက်ဒီလိုဆောင်းတော့ဟိုရက်လည်းပြန်ဆောင်းနိုင်ပါလူလေနိုင်တဲ့ဆူတောင်းကျွန်တော်ဆူတောင်းလို့အများကြီးတွေ့ခဲ့တယ်အဲ့တော့ကိုရီးယားနိုင်ငံမှာတို့ဘာလုပ်လဲအဲ့ဒီဆူတောင်းတဲ့ဘက်ရှိမှဆိုလို့ကိုရီးယားမှာတို့အများဆူတောင်းတို့ကခေါင်းထားပြီးတယ်တရုတ်ဆရာလည်းခေါင်းကန်ထားတယ်ကဲကျွန်တော်တို့ဆူတောင်းရအောင်ကောင်းလိုက်တာဒါကျေးဇူးတင်နော်ကျွန်တော်တို့ဆူတောင်းအောင်တို့ဆူတောင်းပြီးတော့အားလုံးအောင်တော့ဒီကနေမရက်တဲ့လူငရေရောက်မယ်ဒီရောဆူတောင်းကြတာဘာမှမဆိုင်ဘူးငရေပို့လိုက်တော့ကင်းတယ်မရက်တဲ့လူငရေရောက်မယ်ဆိုတော့အားလုံးမရေတော့ပဲတော့ချင်းမလဲဆိုတော့ကျွန်တော်လည်းကိုရီးယားနိုင်ငံရောက်တော့ဆူတောင်းဆိုတော့လည်းတောင်းတော့အားလုံးဝန်းအမေရိကန်ကောင်းလားစတော့ပရိုဆေမှာဖျားပရိုလေးဆိုတော့ချင်းပြည်နယ်ဆူတောင်းတဲ့တောင်းတော့နိဒမ်းနဲ့တောင်းတဲ့တော့ကင်းကြည့်လိုက်ကျွန်တော်လည်းနိဒမ်းမှာရလိုက်စာကိုတော့တော့ခွင့်မရလိုက်အစပိုင်းအလေပိုင်းကျွန်တော်ချင်းပြည်နယ်မှာတော့ဆူတောင်းရင်အစပိုင်းနဲ့အလေပိုင်းနဲ့ဆုံးပိုင်းရှိတယ်လေစာစီစာကိုတော့တောင်းရတာဟုတ်ပရမဏိတန်တောင်းတယ်တောင်းပြီးတော့အလေမှာပြန်တောင်းတယ်နောက်ပြီးတော့ဆုံးမှာနောက်ဆုံးမှာတော့ကိုတော်ရှင်သခင်ဖြစ်တော်နာမတော်နဲ့လာပြီးကုန်ချုပ်တော့ကိုထဲမှာတော့ကင်းစင်ကျွန်တော်ကအစပိုင်းပဲတောင်းပြလိုက်တယ်နောက်တစ်ခါပြန်ပြောတယ်ပြန်တောင်းတော့အားလုံးဟိုးကျွန်တော်လည်းစတောင်းတော့ကင်းပြန်လိုက်ကိုယ်ထဲမှာကျွန်တော်သွားဆူတောင်းတာအစတောင်းပြီးတော့အလယ်နဲ့အဆုံးမတောင်းမဲနဲ့အမြင်နဲ့ရက်တော့အမောတော်တယ်ဘာလို့လဲဘာသာရေးသမားဖြစ်တာကိုမသိဘူးဘာသာရေးသမားဖြစ်ခဲ့တာကိုမသိဘူးမသိတော့အမောတော်တယ်ဖျားเจ้าပြီးလဲပြီးရောကျွန်တော်မေးတာပေါ့ခင်ဗျားတို့ကိုရီးယားတွေကဆူတောင်းတာကျွန်တော်လက်မခံဘူးလို့ဘာပြောလဲခင်ဗျားတို့ကဆူတောင်းလို့ကျွန်တော်လက်တောင်းတယ်ကျွန်တော်နေသားပြီးတော့ဘင်းကြောတော့တော့ပြန်တော့ရလာဘမ်ဆိုတော့ကျွန်တော်ကဘယ်အချိန်မှဆုံးမတတ်နိုင်ဘူးအဲ့ဒါကြောင့်အခက်ခဲကြုံတယ်သူတို့ကပြောတယ်လေပြောတယ်ခင်ဗျားဆူတောင်းတာဘာသာရေးဆူတောင်းဖြစ်မယ်ကျွန်တော်တို့တောင်းတာဘာသာရေးဆူတောင်းမဟုတ်တော့ဘူးလေဘာလဲဆိုတော့အဖေကျွန်တော်ဘုရားကျောင်းရောက်လာပြီအဲ့ဒါပြောလာတယ်သွားပြီသူကအဖေကိုလေအဖေကျွန်တော်ဘုရားကျောင်းရောက်လာပြီပြီးပြီတော့အဲ့ဒါကြီးအားလုံးကိုတခင်ခရစ်တော်နာမတော်ဆော်ရမလို့ဘူးလေဆိုတော့ကျွန်တော်ကတောင်းပြောမယ်လို့တော့ခွင့်ရမရတော့ချင်းနောက်တစ်ခါတော့တင်းစရာပြောခဲ့ခုကျွန်တော်တို့မြန်မာနိုင်ငံတက်တောင်းအောင်သူကဝါအဖေမြန်မာနိုင်ငံကျွန်တော်ဘုရားလာမနဲ့ကောင်းချီးပေးတယ်ဒိတ်ပြီးကျွန်တော်မဟုတ်မြန်မာနိုင်ငံကိုတော့တီးပါတယ်မြန်မာနိုင်ငံတော့လည်းကိုတော့ပြေးခဲ့တာပါအင်္ဂလိပ်မောင်းချုပ်ပြီးတော့ကိုတော့ပါအဲ့လိုမျိုးကျွန်တော်လည်းသူ့ကိုကျွန်တော်နည်းနည်းလေးမြောက်ချင်တာတော့မြကိုတော့ရှင်နဲ့စိတ်တော်လာတဲ့ခါမှာကောင်းချီးတောင်းမှာပေါ့ကျွန်တော်တို့ကြတော့ဉာဏ်ပညာရနည်းနည်းပါလာပြီးတော့ရှည်ရတဲ့စုတောင်းတာအဲ့တော့ချင်းပြနေမှာစုတောင်းအကြအဆုံးလူတွေကများသောအားဖြင့်လူတွေကြာတတ်တာပေါ့နော်တရားဆရာတွေလည်းမခံနိုင်တော့နောက်ပိုင်းတော့ညဆူတောင်းလို့ချင်တော့ဒီရပဲတောင်းလို့ပဲအားလုံးတိတ်ဆိုတော့ကျွန်တော်တို့အစာဆောင်ဆူတောင်းတာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့နိုးထမှုကအစာဆောင်ဆူတောင်းနဲ့ဆက်ရဆိုတာလူတိုင်းလက်ခံတယ်ဒါပေမဲ့အစာမဆောင်ကြဘူးကဘာမှာနိုးထမှုခုနှစ်ကြိမ်တစ်ကဘာလုံးအဆင့်နဲ့ဖြစ်တယ်နိုးထမှုခုနှစ်ကြိမ်အမေရိကန်နိုင်ငံဆက်တယ်1229ခု1727မှာပေါ့1727မှာနှုတ်ထမှုပထမဖြစ်တယ်အဲ့ဒါကပ္ပနှုတ်ထမှုပထမဆုံး the first awakening လို့နာမည် the first awakening 1729မှာနှုတ်ထမှုပထမဆုံးဖြစ်လာတာဟာလူ4ယောက်အစာဆောင်တဲ့နေရာတွေဖြစ်လာတယ်ဒါကြောင့်ကျွန်တော်ချင်းလူမျိုးတွေအမေရိကန်မှာဘယ်နှယောက်ရှိလဲစာဆောင်ဆူတောင်းကြည့်ပါလားနှုတ်ထမှုဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးဆိုတဲ့လူကဘာသာရေးသမားဖြစ်နိုင်တယ်ဆိုတဲ့လူတွေကဖယားသားသမီးဒါပဲရှိတယ်
ဖယားသခင်ကအမေရိကန်တွေတောင်းမှနှုတ်ထမှုပေးမယ်ဆိုတော့ကြားစားမရှိဘူးလူမျိုးခွဲခြားရမရှိဘူးကျုပ်စကားနားထောင်တဲ့လူဘယ်သူမှစတူလက်ခံပြီးတယ်ဒုတိယနှုတ်ထမှုကြတော့1990နှစ်အမေရိကန်ဆက်တဲ့ Evan Robert တို့ကစပြောင်းတတိယနှုတ်ထမှုက1830 Charles Finney တို့စာဆောင်စုပြောင်းပြီးတော့စပြောင်းစကြဝဠာနှုတ်ထမှု1851ဒီအယ်မူရီတို့အစာဆောင်စုတောင်းရတဲ့စပြောင်းမြန်မာနိုင်ငံလည်းဆရာကြီးတို့တန်တို့လည်းပဲအစာဆောင်စုတောင်းတဲ့၄ယောက်ကလည်းစားတဲ့ဟာဆရာကြီးတို့တန်မြန်မာနိုင်ငံကအစာဆောင်စုတောင်းတဲ့စားလာဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာဆရာကြီးတို့တန်ရဲ့တာသမီတွေအစာမဆောင်လို့ထားခဲ့တယ်ပင်စမနှုတ်ထမှု1894အမေရိကန်ပဲပြန်စားတယ်အစာဆောင်စုတောင်းနေတဲ့စပြောင်းစက်ထမနှုတ်ထမှု1906အမေရိကန်ပဲစားအဲ့ဒီမှာလည်းအစာဆောင်စုတောင်းတဲ့လူတွေပဲစားအဲ့ဒီစက်ထမနှုတ်ထမှု1906ရဲ့နှုတ်ထမှုကကိုရီးယားနိုင်ငံရောက်တော့ဒီနေ့ကိုရီးယားဟာဒီနေ့ထိအစာဆောင်တယ်မရက်သေးဘူးတစ်တရာဆောင်ကိုရီးယားနိုင်ငံဟာအစာဆောင်စုတောင်းတစ်တရာလုပ်တဲ့အတွက်ခုကဘာမှာကောင်းကြီးအရာဆုံးလို့ခေါ်မှာပေါ့နော်စာဆောင်စုတောင်းတော်သူကကဘာမှာ missionary အများဆုံးစီထွေးတဲ့နိုင်ငံဖြစ်တော့တယ်ကိုတော့မှာတော့ကဘာမှာ missionary အများဆုံးစီထွေးတဲ့အမေရိကန်အခုတော့ကိုရီးယားဖြစ်သွားပြီကိုရီးယားနိုင်ငံသွားပြီတတ်တယ်မှာနှုတ်ထမှုခုနှစ်ကြိမ်မြောက်နှုတ်ထမှုအမေရိကန်ပဲစတယ်တဲ့အဘီလီဂရဟမ်လို့ပြန်ဆက်ပြောင်း1949မှာဆိုတော့နှုတ်ထမှုဆိုတဲ့စကားလုံးမြင်နိုင်အစာဆောင်စုတောင်းခြင်းနဲ့မြင်သွားတယ်ဒီနေ့အတင်းတော့ကြာစီတဲ့တင်းတော်တွေသွားကြည့်အစာဆောင်ရှိနေရအမြင်နဲ့ကြာနိုင်ငံတော်ကိုရောမိတ်ဆက်ပြီးတဲ့အခါမှာအစာဆောင်ဆူတောင်းခြင်းနဲ့မိတ်ဆက်ကျွန်တော်မြင်ကြတယ်ဆရာအစာဆောင်ဆူတောင်းခြင်းကိုဆရာအမြင်နဲ့ပြောတယ်အစာဆောင်ဆူမတောင်းမဲနဲ့ခရိယံဖြစ်လို့မရဘူးလားတဲ့ရတာပေါ့ဖြစ်လို့ရလို့ပဲအားလုံးခရိယံဖြစ်နေတာပဲဆရာအစာဆောင်ဆူတောင်းခြင်းမပါဘဲနဲ့ဘောလုံးနဲ့ဖြစ်နိုင်ဘူးလားဖြစ်တာပေါ့ရိုက်ဖြစ်တတ်တယ်ဆရာအစာဆောင်ဆူတောင်းမပါဘဲနဲ့ကောင်းကြီးမတက်တော့လို့မရဘူးရတာပေါ့တော့ကြတာပေါ့အဲ့ဒါကျွန်တော်ဘာဖြစ်လို့အစာဆောင်ဆူတောင်းတာလဲအစာဆောင်ဆူတောင်းခြင်းလှုပ်ဝက်ချက်တတ်ရှိတယ်အဲ့ဒါပါလေအတွင်းပြောင်းလဲတယ်အတွင်းပြောင်းလဲကျွန်တော်တို့ဘောနကင်ဖြစ်တယ်ဆိုတာလွန်ခဲ့တဲ့15နှစ်တော့တခါလေးပြောင်းလဲတဲ့ဟာလေးကိုတစ်သက်လုံးဒီခိုးလို့ရမလားလွန်ခဲ့တဲ့ပေါင်း30တော့ခဏလေးပြောင်းလဲလို့တစ်ပတ်လေးလောက်စိတ်နှလုံးသားပြုထိတာလေးကိုဒီနေ့ထိဒီခိုးလို့ရမလားလွန်ခဲ့တဲ့ပေါင်း60တော့ခဏလေးပြောင်းလဲသွားပြီးတော့ဘောနကင်ဖြစ်ပြီးတော့အဲ့ဒါလေးကိုနှစ်ပေါင်း60ဘယ်သူဒီခိုးလို့ရမလဲ event တစ်ခုအခုစာဆောင်ရှိတော့ process ကြီးမားတော့တကူတည်ဆောင်နေခြင်းကျွန်တော်တို့ဟာကတော့လူတွေကကြောက်ပေါက်တယ်တိန်းတစ်ထောင်ပေါက်တယ်ချင်းပြီးနဲ့ပြန်လာတယ်အတုံးကောင်းတော့3နှစ်ခွဲနဲ့ကုန်သွားတယ်အခုအစင်းရဆုံးဖြစ်တယ်အဲ့လိုတတိလို့ပြန်ခေါ်လို့ရမလားတတိလို့ပြန်ခေါ်လို့မရဘူးယနေ့လောကကြီး30တော့အကယ်တင်ချင်းရတယ်ဝိနော်တကူရတယ်ဒီနေ့မရှိတော့ဘူးတက်တာကစီးရင်ချင်းနဲ့ရောက်သွားပြီအစာဆောင်စုတောင်းတော်သူတွေဟာတဲ့သုံးမကုန်ဖြုံးမကုန်တော့ဘုရားသခင်ပေးသနာတော်မူတဲ့ကျေးဇူးတော်နဲ့တမန်တရားကိုတခင်ခရစ်တော်အားဖြင့်ပေးလာတော့နိုင်ငံတော်ထဲမှာဝင်ရောက်ရယူသုံးဆွဲခွင့်ရပြီးတော့ထိုကျေးဇူးတော်နဲ့တမန်တရားကိုသုံးဆွဲတဲ့နေရာမှာလိုအပ်သောတကူတော်တန်ရှင်းတော်ရင်တော့အချိန်မရွေးပေးပြီးတော့ဒီတန်ရှင်းတော်တဲ့တကူကြောင့်နေ့စဉ်နဲ့တက်တာမှာကြီးထွားခြင်းခံရပြီးတော့ဒီကြီးထွားခြင်းတက်တာကြောင့်တက်တာဟာတနည်းပြီးချမ်းသာလာတယ်ဆိုဒီနေ့ကျွန်တော်အဲ့ဒါမျိုးသိခံချင်ပါလေဒီနေ့ကျေးဇူးတော်ကြောင့်ရှာလော့ဇိုတုံနှစ်ချင်းအတင်းတော်ဆိုတာအမေရိကန်နိုင်ငံရဲ့အင်မလန်ကောင်းကြီးရတဲ့မြို့တစ်မြို့ရှာလော့မြို့မှာလာပြီးတော့ဘုရားသခင်ဆက်တည်ပေးတယ်ဒီနေ့ရှာလော့ဇိုတုံနှစ်ချင်းအတင်းတော်ဟာအစာဆောင်စုတောင်းခြင်းမရှိရင်အနည်း90လောက်မှာတော့မရှိတော့ဘူးရှိမှာမဟုတ်တော့မပိတ်ရင်ရောင်းမရောင်းရင်ပိတ်အဲ့ဒါရှိဘာဖြစ်လို့လဲ
လူနည်းစုအင်္ဂလိပ်စကားမတတ်တော့သူများခိတ္တခဏဖြောပြတဲ့ဘုရားဆောင်ဖြစ်သွားမှာကျွန်တော်အင်္ဂလိပ်စကားမတတ်ခင်မှာကိုယ်စကားလေးကိုပြောတာပြောလို့ဒါမဲ့အချင်းချင်းရင်ကိုယ်ညာဖြစ်ပြီးတော့ကွဲကုန်မှာတန်ရှင်းတော့တော့တကူမရှိသေးညီကိုတော့မတည့်ဘူးကျွန်တော်ညီလည်းလုံးဝမတည့်ဘူးကျွန်တော်ကဒုတိယကဘာစစ်တဲ့ကိုဆိုးတယ်အကြည့်တိုင်းလို့မရဘူးဘာလို့လဲဝိညာဉ်တော်တကူမရှိနေမှာလို့မရဘူးကျွန်တော်နဲ့အတူတူလက်ဖက်ရည်တောက်ရင်လက်ဖက်ရည်တစ်ဝက်မရောက်ခင်မှာရံဖြစ်ပြီရံဖြစ်ဘာရံဖြစ်လဲတိလားလက်ဖက်ရည်တောက်တာတစ်ဝက်တော့မရောက်သေးဘူးညီရပါပြောလဲအရင်ထုတ်ပေးပါတဲ့ကျွန်တော်ဘယ်လောက်ထုတ်ပေးရမလဲညီဆို300ထုတ်ပေးပါလေတရားဆရာကတတိကို300ထုတ်ပေးရမယ်ကျွန်တော်ရသူ့ကိုတတိတယ်ကျွန်တော်တရားဆရာကျွန်တော်ပြောညီလေးကျွန်တော်ကသမတရားချမ်းသာတယ်ကျေးဇူးတော်ချမ်းသာတယ်ကျွန်တော်ညီလေးကိုဆုတောင်းပေးရင်ဒါချမ်းသာမှာဆုတောင်းပေးလို့ရတယ်ကောင်းကြီးပေးလို့ရတယ်ကျမ်းစာပြောလို့ရတယ်လို့ပြောတော့ခင်ဗျားတို့ယူရလာမျိုးဆရာမလုပ်နဲ့ကျွန်တော်ပတ်စံတယ်ဆရာမလုပ်နဲ့တကယ်ချင်းလက်ပြပြပါလေ300ပေးပါကြည်စံဝိညာဉ်တော်အလုပ်မလုပ်တဲ့နေရာမှာလူမတည့်ဘူးကျွန်တော်ပြောညီလေးကျွန်တော်ပတ်စံမရှိတဲ့တွင်တင်းကိုဖြတ်ပြီးလို့သွားပါလားအကောင်းကြီးဆောကားဆိုတော့တို့လက်ဖေးနဲ့ပေါက်မယ်ကြောက်လိုက်တာလက်ဖေးယူပြီးတော့တေးချင်လားကြည်စံကလက်ဖေးရတောက်လက်ဖေးကိုလူပြစ်တဲ့လက်ဖေးကိုသွားတယ်တန်ရှင်းကောင်းဝင်တော့လုပ်လို့တဲ့နေမှာငွေဟာတခင်ဖြစ်နေတယ်ညီကိုလည်းငွေပဲတောင်းနေကြတယ်မြစ်တာမတောင်းမြစ်တာတောင်းရင်တော့မှငွေနဲ့ပဲတောင်းကြတယ်မြစ်တာတို့ကငွေနဲ့တိုင်ချက်ဝိညာဉ်တော်လုပ်လို့နေမှာတော့ဝိညာဉ်တော်တို့ရှိတဲ့နေမှာတော့ခွင့်လွှတ်ခြင်းတောင်းကြတယ်ခွင့်လွှတ်ပါလောကမှာလေခွင့်လွှတ်ခြင်းတောင်းတာတော့တကူရှိတယ်ဘာမှမရှိဘူးလူဟာခွင့်လွှတ်ပြီးရင်လေငြိမ်းချမ်းရသွားတယ်ဘာမှကုန်ကြမလို့နိုင်ငံတော်ရဲ့နှစ်သာရဟာငွေချင်းမဟုတ်ဘူးဝိညာဉ်တော်ရဲ့တကူနိုင်ငံတော်ရဲ့နှစ်သာရဟာညီကိုချစ်ပြီးပတ်စံပေးတာမဟုတ်ဘူးညီကိုချစ်တဲ့မြတ်တာပေးတာခွင့်လွှတ်ခြင်းပေးတာသိချခြင်းပေးတာဒါမဲ့နားမလဲတော့လည်းမတတ်နိုင်ဘူးပေါ့ဆိုရင်ညီကိုဖြစ်ပြီးမဲ့ရည်တည်လို့မရဆိုကျွန်တော်ညီဟာကျွန်တော်သူ့300မပေးမချင်း300မပေးမချင်းရတော့မချစ်ဘူးပေါ့လောကနိုင်ငံတော်မှာလူတွေဟာမေတ္တာရှာတယ်လို့ပြောပေမဲ့ငွေနဲ့ရှာတဲ့လူတာအများတယ်အဲ့ဒါဘာလို့လဲသဘောမပေါက်လို့ဘုရားသခင်နိုင်ငံတော်မှာလူတွေကမေတ္တာရှာကြတယ်ဘာနဲ့ရှာလဲနှိမ့်ချခြင်းနဲ့ရှာကြတယ်အဲ့ဒါပေါ်သွားပြီးပြောင်းပြန်ပေါ့ငွေဟာဝါကြွားခြင်းတန်ရှင်းသောပြီးတော့ဒီဘောဟာနှိမ့်ချခြင်းဟိုတော့ပြောင်းပြန်နေသွားတယ်ဒါကြောင့်ဒီနေ့ရှာတော့ရုပ်တုံနှစ်ချင်းတင်းတော့ကျွန်တော်ဒီနေ့တတ်ခံပါတယ်ဒီမိသားစုလေးဒီတင်းတော်လေးဟာဒီအချိန်လေးမှာခိတ္တခဏမိမိတို့ရဲ့ပင်ပန်းနှုံးနေတော့ပင်ပန်းတဲ့အရာလေးကိုတက်တာဖြေလျှော့မှုရဖို့ရအတွက်ကိုတော်ကဒီလိုပြီးတဲ့နေရာလေးကိုဆက်လက်ရည်တည်စေခြင်းနဲ့ဆိုရင်တော့အစာရှောင်ဆုတောင်းခြင်းချင်းကတည်းအာမင်အစာရှောင်ဆုတောင်းခြင်းကိုတာသမီးတွေအမွေပေးခြင်းတာသမီးတွေကရှာလို့မြို့မှာတော့မဟုတ်ဘူးတကဘာလုံးတို့ကောင်းကြည့်ရလိမ့်မယ်တာသမီးကိုအစာရှောင်ဆုတောင်းခြင်းအမွေပေးခြင်းလောကကျွန်တော်ပေးနိုင်တဲ့ငွေကြေးချမ်းသာအလုံးရဲ့အထက်မှာအစာရှောင်ဆုတောင်းခြင်းဟာထိတ်ဆုံးမှသွားရှိတယ်အစာရှောင်ဆုတောင်းတော့သူဟာလောကကိုမကြောက်ဘူးငွေရှိတဲ့လူဟာခွေးတော်ကြောက်တယ်သူကခွေးတော်ကြောက်စာရှောင်ဆုတောင်းတော့လူဟာလောကကိုမကြောက်ဘူးလောကဆိုမှတော့ဘာမှမရှိတော့ဘူးဘာမှမကြောက်စာရှောင်ဆုတောင်းဘာမှမကြောက်ကျွန်တော်လည်းကိုယ့်ကိုမြန်မာနိုင်ငံမှာဘသူမှမကြောက်ဘူးလို့ပြောရင်အယူဖြစ်မှာပေါ့ဒါလူမိုက်စကားလေးဒါဘယ်ရန်သူမှမကြောက်ဘူးမြန်မာနိုင်ငံမှာခု20နှစ်စာရှောင်ဆုတောင်းခရီးသွားတာဘယ်ရန်သူမှမကြောက်ကျွန်တော်နားမှာရောက်လာရန်သူအားလုံးရှုံးတယ်မရှုံးတဲ့ရန်သူတရားမှမတွေ့သေးဘူးဒီနေ့ထိဟိုရှုံးဘယ်ရန်သူမှမကြောက်ဆက်စက်ကလုံးတုံးထားပြီးတော့ဘသူမှမကြောက်ဘူးပြောရင်လူမိုက်ဖြစ်မှာပေါ့နော်ဘသူမှမကြောက်ဆိုရင်တော့ကိုယ့်ကိုယ်လည်းမကြောက်လို့ပေါ့နော်ဇနီးတယ်လည်းမကြောက်ကျွန်တော်ဇနီးတွေကိုတအားကြောက်နေလို့ဆိုတော့ဘသူမှမကြောက်ဆိုရင်ဟာသွားပြီပေါ့နော်ကျွန်တော်ကအဲ့လိုမဟုတ်ဘူးဖရာသခင်လည်းတအားကြောက်တယ်ကျွန်တော်ဖရာသခင်တအားကြောက်တယ်သခင်ခရစ်တော်တအားကြောက်တယ်
တန်ရှင်းတော့တအားကြောက်တယ်ဇနီးတွေကိုတအားကြောက်တယ်အမေကိုလည်းတအားကြောက်တယ်ဆိုတော့ကျွန်တော်ကအစားဆောင်ဆူတောင်းသဘောပေါက်ပြီးတော့မှဘယ်ရန်သူမှမကြောက်ဘူးရန်သူစကျွန်တော်တို့ကလုံးဝမကြောက်ဘူးရန်သူရှိတာတိလိုက်ဝန်တာတာဝန်တာလည်းဖျားသခင်တခုပြီးဆံခွင့်ရအဖေကကျွန်တော်ကာကွယ်တာတိနဲ့တိခွင့်ရမယ်အိုးအဖေကကျွန်တော်ကာကွယ်ပြန်ပြီရန်သူရှုံးပြန်ပြီအဲ့ဒါကျွန်တော်အတွက်တည်င်းကောင်းဆိုတော့တာသမီးတွေကိုအစာဆောင်ဆူတောင်းခြင်းကိုအမွေပေးကြည့်ပါအစာဆောင်ဆူတောင်းတဲ့ချိန်မှာရေတောက်တယ်ရေနဲ့တန်ရှင်းတော့ဝင်တော့လို့ပြောတာကိုရေတောက်တဲ့ခါမှာလည်းတတ်တဲ့ရေအခုဆိုရင်မနေ့ညဖုံးရတယ်ဆရာကျွန်တော်လာပို့တဲ့ pH 9ကိုတောက်သလားတဲ့ကျွန်တော်ပြောတယ်ကျွန်တော်တောက်တော့ဒါပေမဲ့အတင်းတော်လူတွေအားလုံးကိုမီးခိုင်းလို့ကုန်သွားပြီထင်တယ်ဆိုဒီမနေ့ပြန်လာပို့မယ်လေလာပို့ရင်လည်းပြန်ပေးမယ်မဟုတ်ဆရာလည်းတောက်ပါတဲ့တောက်မှာပါအရသာဘလို့ရှိတယ်ကျွန်တော်ကဟန်ဆောင်ရတယ်ကိုကောင်းတယ်လို့ပဲမတောက်ပဲနဲ့ကိုကောင်းတယ်လို့ပဲလို့ပြောတော့ပြန်တောက်ကြည့်ပါတဲ့ကျွန်တော်မတောက်ချင်လို့မဟုတ်ဘူးတောက်ခွင့်မရလိုက်တောက်ခွင့်မရလိုက်အကြီးရဲ့အခွင့်ခါကျွန်တော်တောက်မှာပေါ့ရှင်းနိုင်ဆက်ပြီးဝယ်ပြီးတော့အိမ်မှာခါလဲတုံးမှာပေါ့ခုကခွင့်ခါမကြုံသေးတာဒီ pH9 pH10 ဟာဖျားသခင်ဖန်ဆင်းကြီးကဘလောက်တန်ရှင်းတယ် crystal clear ဖြစ်တဲ့တန်ရှင်းနိုင်တယ် crystal clear ဆိုတာကြီးကတန်ရှင်းတော့ပြီဆိုရင်ခန္ဓာကိုယ်အဲ့ဒီကိုရလာတဲ့ခန္ဓာကချက်ချင်းသက်ရှင်နေယောဂအလုံးပြောက်တယ်ကင်ဆာလည်းပြောက်တယ်အောင်ဆရာမကောင်းလားဒီနေ့ကျွန်တော်ကင်ဆာယောဂတဲ့တွေအများကြီးရှိတယ်အဆုတ်ယောဂတဲ့တွေအများကြီးရှိတယ်အဲ့ဒီ crystal clear ကိုတောက်ရင်ကင်ဆာပြောက်တယ်ပိုက်တာယောဂအလုံးပြောက်တယ် alkaline ကတော့တန်ရှင်းလို့ very clear alkaline ဖြစ်သွားတာဟုတ်တော့ကိုရောပြောရည်နေတဲ့အဲ့ဒီတန်ရှင်းပြီးတော့တန်ရှင်းတော့မရရင်နိုင်ငံတော်ဝင်လို့မရဘူးကျမ်းတော့ကျမ်းပါမယ်ရည်တော့ကြောင့်ကျမ်းပါမယ်နိုင်ငံတော်ဝင်လို့မရဘူးတန်ရှင်းတော့ရမှနိုင်ငံတော်ဝင်လို့ရမယ်တန်ရှင်းတော့လို့ရတယ်ရည်မတော့ပြန်နိုင်ငံတော်ဝင်လို့မရဘူးဘာလို့လဲဝိညာဉ်တော်အလွဲသုံးမှာအာနာဖြစ်သုံးမှာကိုချိုးတဲ့သုံးမှာဆိုတော့ဒီနှစ်ခုကိုတော့တွေ့ပြီးထားတယ်ဖျားသခင်နိုင်ငံတော်နှစ်ပေါင်း2000ကိုတော့တည်လာရှိပြီတနည်းတစ်ချိန်မှမဆုံးသေးဘူးအဲ့ဒါကြောင့်ဒိုင်ရခါလေးခုနှစ်အရင်ခုနှစ်က24ဖတ်ကြည့်ဒီနိုင်ငံတော်ဟာဘယ်တော့မှမဆုံးတော့ဘူး eternal kingdom ဖြစ်မယ်ဗျာလေးကျမှပြောလေဒီနိုင်ငံတော်အမြဲတမ်းရှင်းပြီးတော့ထာဝရနိုင်ငံတော်ဖြစ်မယ်ဒီနေ့ကျွန်တော်တို့အခုဝင်တဲ့နိုင်ငံတော်ထာဝရနိုင်ငံတော်ခန္ဓာကိုတည်ပြီးရင်လည်းဆက်လက်တော့မှထာဝရနိုင်ငံတော်ဘယ်တော့မှမပြည့်စည်တော့တဲ့နိုင်ငံတော်ဝင်လို့ရတယ်အရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်